ဒုက္ခပေးလေသမျှခန္ဓာကတဲ့ဒုက္ခပေးလေသမျှခန္ဓာကအများနဲ့ကျုပ်တော့စဉ်းစားကြည့်ဆံမင်းဖြူတာခါကိုင်းတာနာထိုင်တာသွားပြီးကျွေးတာဒီဒုက္ခတွေဘယ်အများပေးပါလိမ့်မလဲလို့ဆိုတော့ခန္ဓာကပေးတာပဲဘယ်ပေးတာတော့ခန္ဓာကပေးတာတော့ကြတော့လေကြောင်းကနာတာနဲ့ကောင်းကမူရတာနဲ့ရင်ကနားတာနဲ့ဘက်ကနေမကောင်းရတာနဲ့ယောဂမျိုးစုံနေလာတာလေတခြားကလာခန္ဓာကပေးတာလားခန္ဓာပေးတာခန္ဓာပေးလို့ဖြစ်ရတာကြီးပဲဘောပေါက်လားမှန်ပါဗျာဒါပြင်ခင်ဗျားတို့ကျတော့ယောဂမျိုးစုံနေစုပုံပြီးတော့နှိမ့်စစ်တာလေတခြားကလာခန္ဓာထဲကလာခန္ဓာထဲကလာတာဘောပေါက်နော်ခန္ဓာတွေကလာတာလို့ဆိုတော့ခင်ဗျားတို့ကျုပ်တော်မှာလည်းဒီမှာခန္ဓာဘယ်နှပါးရှိ၅ပါးရှိနေ၅ပါးရှိနေတော့ဒီခန္ဓာရှိရင်တော့ဒုက္ခမျိုးစုံဟာမကြုံပဲနေရမှာလားကြုံရမှာလားကြုံရမှာပါကြုံရမယ်ခင်ဗျားတို့စဉ်းစားကြည့်ဒုက္ခမျိုးစုံကြုံရမယ်ဆိုကြတဲ့ကဒုက္ခမျိုးစုံလာခြင်းလာရှောင်လို့တိမ့်လို့ပြေးလို့တော့လွတ်နိုင်ပါမလားလွတ်နိုင်ဘူးတရားကြောင့်ဖြစ်ရတာလားခန္ဓာကပေးလို့ဖြစ်ရတာလားခန္ဓာပေးလို့ဖြစ်ရအဲဒီခင်ဗျားရဲ့ကျုပ်တော့ခန္ဓာတစ်ခုလုံးပြီးဒုက္ခဒုက္ခခဲကြီးလို့ဒါမှတ်ပြီးတော့အဲဒီခင်ဗျားရဲ့ကျုပ်တော့ခန္ဓာကြီးသည်အမြဲတမ်းဘလောက်ပဲကြွေဘလောက်ပဲခင်ဗျားတို့ကျုပ်တို့ကဝတ်ထေဖြစ်နေနဲ့ဆင်းဘလောက်ပဲရေမိုးချိုးဘလောက်ပဲနေရတဲ့ကိတ္တပြက်လေးနေသိနောက်ဆုံးစေဝါဒစားတဲ့ဘလောက်ပဲကုအဲ့ဒီကုတဲ့ထဲရလည်းပဲသိချင်းတို့နဲ့သိချင်းတိုင်းရောက်တဲ့အခါကျတော့တခါလေထိုးပြီးလဲပြီးပြေးလိုက်တာလဲစဉ်းစားကြည့်တခြားလာခန္ဓာကလာတာလားခန္ဓာကလာတာဩဒါဖြင့်ခင်ဗျားတို့ကျုပ်တော့ပြုစုတာကျိုးလည်းမနဲ့ပါပဲလားကျိုးမွေးရတာစောင့်ရှောက်ရတဲ့ဟာကြီးခင်ဗျားတော့တကယ်ဆိုရင်စောင့်ရှောက်တာတွေကျိုးမွေးတာတွေပြုစုတာတွေယူရတာတွေဟာလားစေဝဒစာတွေကျိုးမွေးစောင့်ရှောက်ပြီးတော့အနေနဲ့တည်းခံပြီးတော့တခါလဲအဲ့ဒါလုံးဆင်းရဲမှုမပြည့်အောင်စောင့်ရှောက်တာတွေထောက်ထားဖို့ကောင်းတာခန္ဓာကြီးကဒါတွေထောက်ထားရလားထောက်ထားဘူးသူတရားပဲချိန်ရောက်တခါလဲဘယ်မှလဲပြီးဒီဘုံဝင်လိုက်တာပဲဟောဒါချင်းခန္ဓာဆိုတဲ့တရားစီအမြဲတမ်းခင်ဗျားတို့ကျုပ်တော့ဒုက္ခပေးတဲ့တရားပါလားဆိုတာမသိကြဘူးလားသိကြပါလေဗျဒါလည်းနော်ဒါချင်းခင်ဗျားတို့ကျုပ်တော့သတိထားလိုက်တာပေါ့ဘယ်လိုသတိထားမလို့လို့ဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကခန္ဓာ၅ပါးရတာဒုက္ခသစ္စာလို့မဟုတ်လားဟုတ်ပါဘူးဗျာဘုရားကခန္ဓာ၅ပါးဒုက္ခသစ္စာလို့သူကကြည့်ပြီးတော့ဟောတာလားခင်ဗျားတို့ကျုပ်တော်မှာကဒုက္ခသစ္စာရှိနေတာခင်ဗျားတို့ကျုပ်တော်မှာကဒုက္ခသစ္စာရှိဘုရားကအဲ့ဒီဒုက္ခသစ္စာကြည့်ဟောတာလားဒါရင်ကြည်တာနဲ့ရှိတာနဲ့ကဲ့ရင်မဉ္ဇဉ်ပူညာရနိုင်တယ်ကြည်တာနဲ့ရှိတာနဲ့ကဲ့ရင်မဉ္ဇဉ်ပူညာရနိုင်တယ်ဘောပေါက်လားဒါရင်ခင်ဗျားတို့ကျုပ်တော်မှာခင်ဗျားတို့စဉ်းစားကြည့်အပြင်ဘက်ကနေပြီးတော့ဒီမှာထဲဝင်လာကြတဲ့အခါကျတော့ဝင်ချင်းဆိုတော့အပြင်ဘက်ကဘူဒန်နဲ့ဆိုတော့အဲ့လိုက်တာပူလိုက်တာတဲ့ခရခက်ပါလားဆင်းရဲပါလားဆိုတော့ခန္ဓာကြီးကပူတဲ့အဲ့တဲ့ခရမခန္ဓာနဲ့ဆင်းရဲမှုတွေမပေါ်ဘူးလားပေါ်ပါဘူးဒါရင်ဆင်းရဲတာကဒုက္ခသစ္စာဆင်းရဲတာကဒုက္ခသစ္စာဆင်းရဲပါလားလို့သိလုံးလေးကဒုက္ခသစ္စာဘယ်ရတဲ့စဉ်းစားကြည့်ပါခန္ဓာကြီးကလည်းတခါတည်းပူလောင်ပြီးနေတဲ့အခါကျတော့ဆင်းရဲတယ်လို့သူကလည်းသူ့အရှိတိုင်းပြောတာပဲအဲ့ဒီပြောတဲ့တိုင်ခင်ဗျားလည်းကြုတ်တော်ကြည့်တဲ့အခါကျတော့မခန္ဓာဘူးဆင်းရဲလိုက်တာဆိုတော့မသိဘူးလားသိပါဘူးဒါဖြင့်ခ
ခင်ဗျားတို့ကျုပ်တော်မှာဆင်းရဲတာကိုရှိတာကိုဆင်းရဲတာရှိမှန်းသိရင်ဒီလုံးလဲဒီမေဃသစ္စာဒီလုံးလဲဒီမေဃသစ္စာပါဗျာခင်ဗျားတို့ကျုပ်တော်စဉ်းစားကြည့်ပါမဉ္ဇဉ်ပေါ်တယ်ဆိုတာဆူတောင်းလို့ပေါ်ရတာလားအရှိနဲ့အကြည့်ကြိုက်ရင်ပေါ်တာလားအရှိနဲ့အကြည့်ကြိုက်ရင်ပါဗျာရှိတာနဲ့ကြည့်တာနဲ့ကြိုက်ရင်မဉ္ဇဉ်ပေါ်တာပဲရှိတာနဲ့ကြည့်တာနဲ့ကြိုက်ရင်မဉ္ဇဉ်ပေါ်တာပဲဘူးလောတော့အဲ့လိုပခန်းသားနေတဲ့အချိန်ကြတော့ဟောဒီအေရကိုလင်ဖွင့်တဲ့နေရာလဲရောက်တော့ခဏနေတော့လေချင်းလေးကကိုယ်ရှိရောက်လာတဲ့တော့ခုမှပဲသက်သာသွားတော့တယ်ဆိုကြရခင်ဗျားတို့စဉ်းစားကြည့်ပါသက်သာသွားတယ်ဆိုတာသောပဲမခံစားတဲ့ပူလောင်မှုတွေဆင်းရဲမှုတွေချုပ်ပြောက်သွားတာပေါ့လားမှန်ပါဗျာအဲချုပ်ပြောက်သွားပြီချုပ်ပြောက်သွားပြီလို့ဒါကြတော့ဉာဏ်ကလှည့်ပြီးပြီးလိုက်ဘောပေါက်နော်မှန်ပါဗျာဒါဖြင့်သောဝိနပေါ်တာလည်းပဲဒုက္ခသစ္စာပေါ်တာလည်းဒုက္ခသစ္စာချုပ်ပြောက်သွားတာလည်းဒုက္ခသစ္စာဒါဖြင့်ဒုက္ခပေါ်၍ဒုက္ခချုပ်တာဘာလဲနော်ဒုက္ခပေါ်၍ဒုက္ခပေါ်၍ဒုက္ခချုပ်တာသဘောပေါက်လားမှန်ပါခန္ဓာကြီးကဘူအောင်ဘူလောင်မှုတွေအဲ့မှုတွေမခံတာတဲ့ဆင်းရဲမှုတွေပေါ်တော့ကလည်းပဲဒုက္ခပေါ်တာပဲလို့သူကပြောတယ်ခင်ဗျားတို့ကြည့်လိုက်တော့လေဩဒုက္ခပေါ်တာပဲလို့မသိဘူးလားသိပါပါဘုရားဒါဖြင့်အရှိနဲ့အကြည့်နဲ့ကြိုက်တယ်အရှိနဲ့အကြည့်နဲ့ကြိုက်တယ်နောက်တစ်ခါကြည့်လိုက်ပြန်တော့ခုတော့ပူလောင်မှုတွေမရှိပြန်ဘူးဆိုတော့ဆင်းရဲမှုတွေချုပ်သွားတာဘာတွေချုပ်သွားဆင်းရဲမှုချုပ်သွားဆင်းရဲမှုတွေချုပ်သွားတယ်လို့ခန္ဓာကြီးကလည်းပြောခင်ဗျားတို့ကျတော့ဉာဏ်ကလည်းချုပ်သွားပြန်မှာလားတော့သိတယ်ဆိုတော့အရှိနဲ့အသိမကြိုက်ဘူးလားကြိုက်ပါဘူးအရှိနဲ့အသိကြိုက်ရင်မဉ္ဇဉ်ပေါ်တာပဲအရှိနဲ့အသိကြိုက်ရင်မဉ္ဇဉ်ပေါ်တာပဲဘောပေါက်နော်ဒါရင်ခင်ဗျားတို့ကျတော့သတိထားမှာခင်ဗျားတို့ကျတော့တဏ္ဍမတစ်ခါကြတော့ရှင်ပြောင်းကြီးတဲ့စိတ်ကလေးတွေမလာဘူးလားလာပါဘူးရှင်ပြောင်းကြီးတဲ့စိတ်ကလေးတွေလာတဲ့အခါကျတော့ရှင်ပြောင်းကြီးတဲ့စိတ်ကလေးလာနေပါလားဆိုတာသတိထားသိတာမသိဘူးလားသိပါပါဗျာတော့ရဲ့ရှင်ပြောင်းကြီးတဲ့စိတ်ကလေးရှိမရှိအလက်ခတ်ကြည့်တဲ့အခါကျတော့ရှိသေးလားမရှိတော့ဘူးမရှိတော့ဘူးဆိုတော့ဘာဖြစ်တာတော့ဆိုတော့ပြက်သွားတာဘာဖြစ်တာတော့ပြက်သွားတာရှင်းနော်ဘောတော့ကလည်းဩမခံတာတဲ့ခုနပြောတဲ့ရွှေကျင်ပြောင်းကျင်တဲ့သဘောလေးတွေပေါ်နေပြီလို့မသိဘူးလားသိပါပါပေါ်နေပြီလို့သိတယ်ဒါပြောက်ပြက်သွားပြန်တော့လည်းမရှိဘူးလို့သိတယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ်တော့ကလည်းပေါ်တယ်လို့သိတာကဖြစ်တာသိတာပေါ်တော့ကလည်းပေါ်တယ်လို့သိတာကဖြစ်တာသိကြည့်ပြန်တော့မရှိဘူးလို့သိတာကပြောက်ပြက်တာသိတာမရှိဘူးလို့သိတာကပြောက်ပြက်တာသိတာဟုတ်ပါဘူးနော်မှန်ပါဗျာဒါဖြင့်ခင်ဗျားတို့ကျုပ်တော့ပေါ်တော့ကဘာပေါ်တာလဲလို့မေးလို့ရှိရင်ဩဒုက္ခပေါ်တာဗျဘာပေါ်တာတော့ဒုက္ခပေါ်တာပါဩပျောက်ပြက်သွားပြန်တော့ဘယ်သူပျောက်ပြက်တာဆိုဒုက္ခပျောက်သွားတာဗျာဘာပျောက်သွားတော့ဒုက္ခပျောက်သွားတာပါဘုလိုပြောတော့ဒုက္ခပေါ်ရင်ဒုက္ခချုပ်တာဘာလဲတော့ဒုက္ခပေါ်ရင်ဒုက္ခချုပ်တာပါဗျာဘုရားရဲ့တာယုတ်ပါဠိတော်ကိစ္ဆာနဂုတ္တတော့မလားဒီတိုင်းပဲဟောပါလေဒုက္ခမေဝဥပ္ပိဇမနဥပ္ပိသတိဒုက္ခနိရောဒုက္ခမေဝနိရောဓမနနိရောဓတိပေါ်တာလဲဒုက္ခသစ္စာပဲကွချုပ်သွားတာလဲဒုက္ခသစ္စာပဲပေါ်တာလဲဒုက္ခသစ္စာချုပ်သွားတာလဲဒုက္ခသစ္စာပဲလို့အဲ့လိုခန္ဓာကပြရတဲ့ကခင်ဗျားတဲ့ကျုပ်တို့ကသူရှိတာနဲ့ဒီကကြည်တာနဲ့အသိဟာကြိုက်သွားပြီဆိုရင်အဲ့ဒီသိလုံးလေးဟာမဉ္ဇဉ်ပဲသိလုံးသည်မဉ္ဇဉ်ပါဗျာအဲ့ဒီမဉ္ဇဉ်သည်ခင်ဗျားတို့စဉ်းစားကြည့်ဆူတောင်းလို့ပေါ်လာတာလားအကြည့်နဲ့အရှိကြိုက်ရင်ပေါ်တာလားအကြည့်နဲ့အရှိကြိုက်ရင်ပေါ်တာအကြည့်နဲ့အရှိကြိုက်ရင်ပေါ်တာအဲဘုရားရှင်ကိုရမကြီးကဘာမိန်တော်ဘုရားတဲ့ဒိဋ္ဌဓမ္မောဒိဋ္ဌဓမ္မောဒိဋ္ဌမြင်အောင်ကြည့်ဟာလားဒိဋ္ဌဓမ္မောဒိဋ္ဌဓမ္မဖြစ်အောင်ကြည့်ဟာဒိဋ္ဌဓမ္မောပတ္တဓမ္မောပတ္တဓမ္မဖြစ်အောင်ကြည့်တယ်ဟာလားပတ္တဓမ္မဖြစ်အောင်လုပ်ပါပတ္တဓမ္မောဖြစ်အောင်လုပ်ပါဝိရိဒဓမ္မောဖြစ်အောင်လုပ်ပါတဲ့ဘုရားသေချာဟောခဲ့တယ်ဒီတော့ခင်ဗျားတို့ပဲစဉ်းစားကြည့်ဒိဋ္ဌဓမ္မောဆိုတော့မြင်အောင်ကြည့်ရမယ်ဆိုကြတဲ့သူတောင်းတာနဲ့မြင်မှာလားကြည့်မှမြင်မှာလားကြည့်မှမြင်မှာဘုရားဒိဋ္ဌဓမ္မောဟောတာဘာတော့လို့မေးတော့ဒါသူတောင်းလို့ရတဲ့အလုပ်မဟုတ်ဘူးကြည့်မှမြင်နိုင်တဲ့တရားကြည့်မှမြင်နိုင်တဲ့တရားအဲ့ဒီမြင်နိုင်တဲ့တရားကိုဘာလို့ခေါ်တော့လို့မြင်တော့မဉ္ဇဉ်လို့ခေါ်တယ်ဘာလို့ခေါ်တော့မဉ္ဇဉ်လို့ခေါ်တယ်ကဲတော့ခါစဉ်းစားကြည့်ပတ္တဓမ္မောတဲ့
ခန္ဓာတဲ့မဉ္ဇဉ်ရအောင်လုပ်ပါတဲ့ခန္ဓာတဲ့မဉ္ဇဉ်ရအောင်လုပ်ပါခန္ဓာတဲ့မဉ္ဇဉ်ရအောင်လုပ်ပါဆိုတော့ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါအရှိနဲ့အသိကြိုက်ဖို့ဆိုတော့ဆူတောင်းရင်ကြိုက်မှာလားကြည့်မှာကြိုက်မှာကြည့်မှာကြိုက်မှာဘောဘောလားကြည့်လိုက်တဲ့အခါကျတော့ပေါ်တော့ကလည်းဒုက္ခပေါ်တယ်စိုက်ကြည့်တော့ဒုက္ခပြောက်သွားတယ်လည်းဒုက္ခပြောက်သွားတယ်ဒုက္ခချုပ်သွားတယ်လို့သိရင်အရှိနဲ့အသိကြိုက်တော့ကြောင့်ခင်ဗျားတို့ကျွတ်တော့ဝန်ထဲမှာပတ္တရမောမဉ္ဇဉ်ရောက်ပြီလို့ပြောတာဘောဘောလားပတ္တရမောဆိုမဉ္ဇဉ်ရအောင်လုပ်ပါကွာဆိုရတော့ကျွတ်တော့ဝန်ထဲမဉ္ဇဉ်ရအောင်လုပ်ပါဆိုတော့အရှိနဲ့အသိကြိုက်အောင်ကြည့်တယ်မှာမဉ္ဇဉ်ကရောက်ပါတယ်နော်ရှိနဲ့အသိနဲ့အရှိနဲ့အသိကြိုက်အောင်ကြည့်တယ်မှာမဉ္ဇဉ်ရောက်ပါတယ်အရှိနဲ့အသိကြိုက်အောင်မကြည့်တတ်ဘူးဆိုရင်မဉ္ဇဉ်ရောက်နေမှာမလားရောက်နေဝိရိဒဓမ္မောဆိုတာကဆုံးဖြတ်ချက်ချတယ်ဝိရိဒဓမ္မောဆိုတာကဆုံးဖြတ်ချက်ချတာဩဒီတရားလေးကရှိသေးလားမရှိဘူးတော့သေချာကြည့်လိုက်တော့မရှိတာမရှိမှန်းသည်ဩမရှိတော့ပါလားလို့ပိုင်ဝင်နေဆုံးဖြတ်ချတယ်ဘောပေါက်လားပေါ်တော့ကလည်းပေါ်သွားပြီလို့သိပေါ်သွားပြီလို့သိတော့ဉာဏ်ကအေးဟုတ်တယ်ပေါ်သွားပါလားလို့ဆုံးဖြတ်ချက်ချလိုက်လားပျောက်ပြည့်သွားပြန်တော့လေဩပျောက်ပြည့်သွားတော့မရှိတော့ပါလားတော့အဲ့ဒါလို့ဆုံးဖြတ်ချက်ချတယ်အဲ့ဒါဝိရိဒဓမ္မောပါလေတော့ဝိရိဒဓမ္မောအဲ့ဘုရားရှင်ကရောမြတ်ကြီးကဒိဋ္ဌဓမ္မောဖြစ်အောင်လုံးဟာလားပတ္တဓမ္မောဖြစ်အောင်လုံးဝိရိဒဓမ္မောဖြစ်အောင်လုံးဆိုတော့ခင်ဗျားလည်းကျွတ်တော့ပဲစဉ်းစားကြည့်အရှိနဲ့အသိကြိုက်မှပဲဒါရီယာဖြစ်လာမှာမဟုတ်လားအရှိနဲ့အသိကြိုက်ဖို့ဆိုတာမကြည့်ဘဲနဲ့ဖြစ်မှာလားကြည့်မှဖြစ်မှာကြည့်မှဖြစ်မှာပါဗျာဒါကြောင့်လို့ယေရှုရှင်ဘုန်းဆရာတော်ဘုရားကြီးကလည်းခင်ဗျားလည်းကျွတ်တော့မှာခဲ့ဘလို့မှာခဲ့လို့ဆိုတော့တောင်းယူရတောင်းလို့ရတဲ့ကိစ္စမဟုတ်ဘူးတဲ့မဉ္ဇဉ်ဆိုတာဟာလားမဉ္ဇဉ်ဆိုတာတောင်းလို့ရတဲ့ကိစ္စမဟုတ်ဘူးတဲ့ဘာလို့ဆိုတော့အရှိနဲ့အသိကြိုက်အောင်ကြည့်နိုင်မှရဘာနဲ့ဘာကြိုက်အောင်ရှိနဲ့အသိနဲ့ကြိုက်အောင်ရှိနဲ့အသိကြိုက်အောင်ကြည့်နိုင်မှသာလေမဉ္ဇဉ်ရပါလေဒါဖြင့်ခင်ဗျားတို့ကျုပ်တို့ကဘာလို့ဘယ်လိုလုပ်ရမှာတော့ဆိုကျေးဇူးရှင်မိုးဆရာတော်ဘုရားကြီးကတောင်းတဲ့ဇက်ကိုသိမ့်ပါတယ်ဘာလဲတော့တောင်းတဲ့ဇက်ကိုသိမ့်ပါကြည့်တဲ့ဇက်ကိုခင်းပါဘာလဲတော့ကြည့်တဲ့ဇက်ကိုခင်းပါလေတောင်းတဲ့ဇက်ကိုသိမ့်ပါမဉ္ဇဉ်ရခြင်းတဲ့ပုဂ္ဂိုလ်သည်တောင်းယူရမှာလားကြည့်မှရမှာလားကြည့်မှရမှာပါကြည့်တာတောင်းမှအရှိနဲ့သိကြိုက်မှရမလားကြည့်လိုက်လို့အရှိနဲ့သိကြိုက်ပြီဆိုတဲ့အခါကျမှအဲ့ဒီကျမှမဉ္ဇဉ်ရရတော့ဘောပေါက်လားဒါကြောင့်မဉ္ဇဉ်ရခြင်းတဲ့ပုဂ္ဂိုလ်သည်ခင်ဗျားတော့တောင်းတဲ့ဇက်သိရပဲသူခင်းလို့မရဘူးတောင်းတဲ့ဇက်သိပြီးတော့ကြည့်တဲ့ဇက်ကိုခင်းရဓမ္မသာလေခင်ဗျားလည်းကျွတ်တော့တယ်မှာမဉ္ဇဉ်ရမယ်မဉ္ဇဉ်ပေါ်နေတယ်နားလည်လားအဲ့ဒါပို့ပြီးတော့နားလည်မှုကြောင့်ပြောရပါလို့ဆိုတော့ဖြစ်တယ်ဆိုတာနားလားဖြစ်တယ်ဆိုတာသေလတံပေါ်လာပေါ့ဗျာနားလားပြည့်တယ်ဆိုတာကသေတာပြည့်တယ်ဆိုတာကသေတာပါဗျာတို့ပြောတော့သေမာနဲ့သေတာဗါလေတော့သေမာရဲ့သေတာပါသေမာရဲ့သေတာရဲ့ဒီနှမျိုးပဲရှိတယ်ခင်ဗျားတို့ကျတော့ခန္ဓာကိုယ်ထဲမှာကြည့်ကျင်တာကြည့်နားလားသေမာကတစ်မျိုးသေတာကတစ်မျိုးဗါလေတော့သေမာကတစ်မျိုးသေတာကတစ်မျိုးပါဗျာသေမာဆိုတာကဒုက္ခသစ္စာပေါ်တာပဲသေမာလည်းဘာသစ္စာပေါ်တာတော့ဒုက္ခသစ္စာပေါ်တာသေတာကဘာသစ္စာဒုက္ခသစ္စာခင်ဗျားတို့စဉ်းစားကြည့်သေမာကဘာသစ္စာဒုက္ခသစ္စာသေတာလည်းဘာသစ္စာဒုက္ခသစ္စာဒါဖြင့်သေတာသေမာဗါလေတော့သေတာသေမာသေမာနဲ့သေတာပဲရှိဘာနဲ့ဘာပဲရှိတော့သေမာနဲ့သေတာပါဗျာစဉ်းစားကြည့်သေမာလဲချမ်းသာသလားဆင်းရဲတာဆင်းရဲပါဗျာသေတာလဲချမ်းသာသလားဆင်းရဲတာဆင်းရဲပါဆင်းရဲတယ်ခင်ဗျားတို့ကျုပ်ကအရေးကြီးတာကဘာပဲပေါ်ဟောသေမာပေါ်ပြန်ပြီဟာလားပြောက်သွားလို့ချုပ်သွားပြန်တော့လေသေသွားပြန်ပြီသေမာရဲ့သေတာရဲ့ဒါပဲရှိပါလားဆိုတာမြင်အောင်ကြည့်လို့ရှိရင်သေမာဘာသစ္စာဒုက္ခသစ္စာသေတာဘာသစ္စာဒုက္ခသစ္စာသေမာသေတာကိုသိတာကမက္ခသစ္စာကဲဒါနဲ့ဒီသေမာသေတာကိုသိတဲ့အခါကျတော့ဒီဘက်ကတဏှာတော့ဥပါဒဏ်တော့ကံတော့လာသေးလားမလာတော့ဘူးတဏှာဥပါဒံကံမလာတာကသမုဒိယသစ္စာသေးတာဘာသစ္စာသေးတော့သမုဒိယသစ္စာသေးတာအဲ့ဒါဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပါခင်ဗျားတို့ကြောက်တော့ဝန်းထဲမှာ
မဲခင်ဆိုတဲ့တရားလေးရောက်လာတာဘာဖြစ်လို့များရောက်လာပါလိမ့်မလဲလို့ပြောတော့ခန္ဓာအရှိနဲ့အသိနဲ့ကပ်အောင်ကြည့်လိုက်လို့ဗါလဲတော့ခန္ဓာအရှိနဲ့အသိနဲ့ကပ်အောင်ကြည့်လိုက်လို့အရှိနဲ့အသိကပ်အောင်ကြည့်လိုက်တဲ့အတွက်ကြောင့်မဲခင်တရားတွေပေါ်လာတယ်ဘောပေါက်လားအဲဒီမဲခင်တရားတွေခင်ဗျားတို့ကြုတ်တော့တယ်ဘာများကျေးဇူးဆောင်ပါလိမ့်မလဲဆိုတော့တရားယူဆိုင်သားတော့ကိလေသာမာရင်တော်နိဗ္ဗာန်ကိစ္စတိတိမေကောတဲ့ကိလေသာဟောဒီတဏှာဥပါဒံဆိုတဲ့ကိလေသာတရားတို့ကိုမာရင်တော့တတ်လည်းဒီသမုဒိယသစ္စာတကိလေသာတရားတွေတတ်ပြီးတော့တဲ့နိဗ္ဗာန်ဒုက္ခချုပ်ငြိမ်းရုပ်သိမ်းရဖြစ်တဲ့နိဗ္ဗာန်တော်ကိစ္စတိရအောင်ပို့တဲ့ဤဟောဒီမဲခင်သည်တဲ့တဏှာဥပါဒံဆိုတဲ့ကိလေသာတရားကိုလည်းသူတတ်လားတဏှာဥပါဒံဆိုကိလေသာတရားတတ်တော့ကံလည်းတတ်ပြီးသားမရှိဘူးလားဖြစ်ပါဗျာဒါရဲ့ဒီသုံးမေဃသစ္စာဆိုတဲ့တရားသည်တဲ့မေခင်ဆိုတဲ့တရားတွေကိလေသာတွေတတ်ပြီးတော့ဒီဘက်ကဇာတိသရမရဏဆိုတဲ့ဒီဒုက္ခတွေမရှိတဲ့ဒုက္ခတွေချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကိုပို့တတ်သောကြောင့်သူမေခင်လို့ခေါ်တာဘောပေါက်လားမှန်ပါဗျာဒါဖြင့်ခင်ဗျားတို့ကျွတ်တော့စဉ်းစားကြရတာဩဒီကနေပြီးမန္တလေးသွားတော့မယ်ရှင်မန္တလေးရောက်ရဘာလို့ဤဆိုလို့ရောက်မှာလားမန္တလေးထွဲ့မဲ့ယထာလက်မှတ်ကိုဝယ်ထားယထာပေါ်ထိုင်လိုက်တာနဲ့ဒီယထာကပို့မှာလားဒီမှာပို့မှာပါဗျာဆူတောင်းလို့တော့ရောက်နေပါဘူးမရောက်နေဘူးအဲ့ဒါလိုပဲတဲ့ခင်ဗျားတို့ကျုပ်တို့ကလည်းနိဗ္ဗာန်ရောက်ရှင်လို့ရှိရင်မိခင်လက်မှတ်ဝယ်ထားဘာလက်မှတ်မိခင်လက်မှတ်ဝယ်ထားဆိုမိခင်လက်မှတ်ကိုဝယ်ထားရောက်လောက်ထားဖို့ဗျာမိခင်တရားကိုဝယ်ထားရောက်နေပြီဆိုဒီမိခင်ဒီဘာအလုပ်လုပ်မှာတော့ဆိုတော့သမုဒိယသစ္စာဆိုတဲ့ကိလေသာတရားဖြတ်တောက်ပြီးတော့တဲ့ဒုက္ခချုပ်ငြိမ်းရုပ်သိမ်းတဲ့နိဗ္ဗာန်ရောက်သူပို့မှာပါတဲ့သဘောပေါက်လားမှန်ပါဗျာဒါဖြင့်ခင်ဗျားလည်းကျုပ်တို့ကအရေးကြီးတာကကိုယ်တဏ္ဍာမဲခင်လက်မှတ်ရအောင်ခင်ဗျားလည်းကျုပ်တို့ကအလုံးလုံးကိုပဲအရေးကြီးတယ်ဘာလုံးဖို့အရေးကြီးတော့အလုံးလုံးဖို့အရေးကြီးတယ်သဘောပေါက်လားအလုံးလုံးဖို့ဆိုတော့အရှိနဲ့အသိကဲအောင်ကြည်ရနိုင်မယ်ဘာနဲ့ဘာကဲအောင်အရှိနဲ့အသိနဲ့ကဲအောင်ကြည်ရမှာဒါဖြင့်မေညာဘုံညာဆိုတာဆူတောင်းယူရမယ်အလုံးလားအရှိနဲ့အသိကဲအောင်ကြည်နိုင်မှရမှာလားရှိနဲ့အသိကဲအောင်ကြည်နိုင်မှာရှိနဲ့အသိနဲ့ကဲအောင်ကြည်နိုင်မှာပဲရသဘောပေါက်နော်မှန်ပါဗျာဒါရင်ခင်ဗျားတို့ကြုတ်တော့မှာအရေးကြီးတာကဘာအရေးကြီးတော့ဆိုတော့စဉ်းစားကြည့်လူတိုင်းဒါနလောက်ကြဘာပြုအတွက်ဒါနလောက်တာတယ်လို့မေးရင်သစ္စာသိဖို့ရအတွက်ဒါနလောက်တာပဲသဘောပေါက်နော်မှန်ပါဗျာသီလဆောက်တည်ကြရင်ဘာအတွက်သီလဆောက်တည်တာတော့လို့ပဲသစ္စာသိဖို့ရအတွက်သီလဆောက်တည်ကြတာပဲဒါလားသမထလောက်ပြန်တော့လေဒီတမာရီတွေယူကြတယ်ဆိုတာဘာအတွက်ယူရတော့ဆိုသစ္စာသိဖို့ရအတွက်ပဲတမာရီတွေလောက်ကြတာပဲသဘောပေါက်လားဝိပဿနာအားထုတ်ပြန်တော့လေဘာလို့ဖို့လောက်တာလို့မေးတော့သစ္စာသိဖို့သဘောပေါက်လားဒါဖြင့်ဒါနသီလသမထဆိုတဲ့တရားတွေကဝေးတဲ့အကြောင်းဒါနသီလသမထကဝေးတဲ့အကြောင်းအရှိနဲ့အသိကအောင်ကြည့်တာကနီးကပ်တဲ့အကြောင်းအရှိနဲ့အသိကအောင်လုပ်တာကနီးကပ်တဲ့အကြောင်းသဘောပေါက်လားရုပ်ရှင်မို့ဆရာတော်ဘုရားကြီးကဘာမင်းရှိတော့ခင်ဗျားတော့ဝေးတဲ့အကြောင်းတွေနဲ့အချိန်ကုန်နေပါနေတော့တဲ့သစ်တန်းကလည်းတိုးနေတော့အရှိနဲ့အသိကအောင်တာလုပ်ပါအရှိနဲ့အသိကအောင်လို့ရင်နိဗ္ဗာန်ရောက်ကြောင်းတရားနီးကပ်တဲ့အကြောင်းကိုဝတ်တဲ့မဉ္ဇဉ်ပေါ်ရင်နိဗ္ဗာန်မြင်မြင်ရောက်မှာပဲဘာလို့လဲဆိုတော့ခင်ဗျားတို့ကျတော့သစ်တန်းကအမှန်တန်တိုးလုံးအားကြီးနေတယ်သစ်တန်းတိုးလုံးအားကြီးနေတော့ဝေးတဲ့အကြောင်းတွေရှောက်လုပ်မယ်ဆိုရင်အချိန်ရပါတော့မလားမရနိုင်ဘူးဒါရင်နီးကပ်တဲ့အကြောင်းဖြစ်တဲ့မဉ္ဇဉ်ကိုယ်တဏ္ဍာပေါ်အောင်ဖြစ်အရှိနဲ့အသိကအောင်ကြည့်ပါဘာနဲ့ဘာကောက်ကြည့်အောင်ရှိနဲ့အသိကအောင်ကြည့်ရလိမ့်မယ်ဒါခင်ဗျားတို့ကျတော့အတွက်အမှန်တန်ရေးကြည့်တာပဲခင်ဗျားတို့ကျတော့တဏ္ဍာမှာထားပါတော့ခန္ဓာကိုယ်ညောင်းညောင်းကြက်ခဲဖို့အကြောင်းကိုအလိုမကျတဲ့စိတ်ကလေးပေါ်နေပြီးသတိထားသိသလားမသိဘူးလားသိပါပါဗျာဘာများပေါ်တာတော့ဆိုတော့ဒုက္ခသစ္စာပေါ်တာဘာသစ္စာပေါ်တော့ဒုက္ခသစ္စာပေါ်တာပါဒါဖြင့်ရှင်းစိတ်ရှိမရှိအောက်စိတ်နဲ့တွေ့ကြဥပဒနာသရဝန္တလည်းတွေ့တဲ့ဥပဒနာရှိတဲ့စိတ်ရောက်တော့ရှိသေးသလားရှိပါပါမရှိတော့ဘူးဆိုတာကဒုက္ခချုပ်သွားတာမရှိတော့ဘူးဆိုတာကပေါ်တော့ကလည်းဒုက္ခပေါ်တာချုပ်တော့လည်းဒုက္ခချုပ်ပါပါရှင်းမလားပေါ်တော့ကလည်းဘာပေါ်တာတော့ဒုက္ခပေါ်တာချုပ်တော့လဲဒုက္ခချုပ်ပါပါအဲ့ဒီခင်ဗျားတို့ချုပ်တော့မှာဒုက္ခကိုနှစ်ပိုင်းခွဲပြီးတ
ဒုက္ခကို နှစ်ပိုင်းခွဲသည် နှစ်ပိုင်းခွဲသိတာပေါ်တော့ကလည်းဒုက္ခပေါ်တာချုပ်သွားတော့လေဒုက္ခချုပ်တာလို့နှစ်ပိုင်းခွဲသိတာအဲ့ဒီနှစ်ပိုင်းခွဲသိတာကိုပိုင်းနိုင်သိတာဘာသိတာလဲနော်ပိုင်းနိုင်သိတယ်လို့ဆိုပါတယ်ရှင်းလားစာမှာတော့ဘယ်လိုဆိုတာလဲဆိုတော့ပိုင်းခြားသိရမယ်လို့ဆိုတဲ့ဒုက္ခသစ္စာကိုပိုင်းခြားသိရမယ်ဆိုတော့မမှန်ဘူးလားလို့ပြီးတော့မှန်တော့မှန်ပါရဲ့တဲ့သို့ဆိုလည်းခင်ဗျားတို့ရှေ့ပိုင်းဉာဏ်နဲ့တော့သိမကြိုက်ဘူးအမှန်မဟုတ်လားရှေ့ပိုင်းဉာဏ်ဆိုတာဥပဒနာဉာဏ်ပြောတာဘာဉာဏ်လဲတော့ရှေ့ပိုင်းဉာဏ်နဲ့သိမကြိုက်ဘူးနောက်ပိုင်းပြတဲ့လောကမဉာဏ်နဲ့တော့သူကကြိုက်မှာဟုတ်ဗျာဘာလို့လဲလောကမဉာဏ်ဝင်ရင်ဒီဒုက္ခကိုခင်ဗျားတို့စဉ်းစားကြည့်ဉာဏ်ထဲမှာဒုက္ခတွေ့သေးလားမတွေ့တော့ဘူးဘာလို့ဒုက္ခမတွေ့ပါလဲဘယ်လိုဆိုဟောဒီမဉဏ်ကသူကပိုင်းခြားတယ်ဆိုတာမင်းမလိုက်ခံနေတော့ဒီမှာပဲနေရတော့ဆိုသူကကန်ထားခဲ့တော့လေအဲတော့လောကဓာတ်မဉဏ်နေတော့နောက်ပိုင်းဉာဏ်နေတော့ကြိုက်ပါရဲ့ရှေ့ပိုင်းဖြစ်တဲ့ဉာဏ်နေတော့သိမကြိုက်ဘူးဆိုတာရှေ့ပိုင်းဖြစ်တဲ့ဉာဏ်ကြတော့ပေါ်တာလဲပြီးကြောက်တာလဲပြီးဟုတ်ဗျအမှန်မဟုတ်လားပေါ်တာလဲဘာပေါ်တာမင်းဒုက္ခပေါ်တာပဲဘာပေါ်တာတော့ဒုက္ခပြောက်သွားတာလဲဒုက္ခအဲ့ဒီဒုက္ခပေါ်ပြန်ဒုက္ခပြောက်သွားပြန်ဒုက္ခပေါ်ရင်ဒုက္ခပြောက်သွားပြန်ပြီးတော့ဒုက္ခကိုနှစ်ပိုင်းဟာလားပိုင်းပြီးတော့သိတာအဲ့ဒါပိုင်းပိုင်းနဲ့သိလို့ဆိုတဲ့ရေးချင်မိုးဆရာတော်ဘုရားကြီးရှင်းနော်ခဲရကကြရရေတော့ရှင်းတဲ့စိတ်ကလေးပေါ်နေတဲ့သတိထားသိသလားမသိဘူးလားဘာပေါ်တာလို့ဒုက္ခပေါ်တာဗျဘာပေါ်တာတော့ဒုက္ခပေါ်တာကဲရှင်းစိတ်ရှိမရှိနောက်စိတ်တွေဒီလိုဥပဒနာကျွေးတဲ့စိတ်လေးရောက်တော့ရှိသေးလားမရှိတော့ဘူးဘာဖြစ်တယ်ဆိုဒုက္ခပြောက်သွားတာဘာပြောက်သွားတော့ဒုက္ခပြောက်သွားတာဒုက္ခချုပ်သွားတာဒါကြောင့်လို့ဒုက္ခပေါ်ရင်ဒုက္ခချုပ်တာဘာလဲတော့ဒုက္ခပေါ်ရင်ဒုက္ခချုပ်တာပေါ်တော့လည်းဒုက္ခပေါ်တာပဲချုပ်တော့လည်းဒုက္ခချုပ်တာပဲအဲ့ဒါခင်ဗျားတော့အရှိနေအသိကြိုက်ပြီဆိုရင်ကိုယ်ဝန်တဲ့မဉ္ဇဉ်ရောက်တာပဲအရှိနေအသိကြိုက်ရင်ကိုယ်ထဲမှာမဉ္ဇဉ်ရောက်လာတာပဲနားလည်လားဒါရင်မဉ္ဇဉ်ဆိုတာစူတောင်းရမယ်အလုပ်လားအရှိနေအသိကြိုက်အောင်ကြည့်ရမယ်အလုပ်လားရှိနေအသိကြိုက်အောင်ကြည့်ရမှာပါဒါရောဒိဋ္ဌသဘောဒိဋ္ဌမြောင်ကြည့်ဆိုတာဒါပြောတာရှင်းနော်ပတ္တရဘောမဉ္ဇဉ်ရောက်အောင်ဆိုမဉ္ဇဉ်နဲ့ရောက်လာအောင်ဆိုတာလည်းပဲခင်ဗျားမကြည့်ဘဲနဲ့ရောက်မှာလားကြည့်မှရောက်ပါမဉ္ဇဉ်ဒီစူတောင်းလို့ရောက်မှာလားအကြည့်နဲ့အရှိကိုက်ရောက်မှာလားရှိတယ်သူခန္ဓာရှိတာကဒုက္ခသစ္စာကြည့်လိုက်တော့လေဒုက္ခသစ္စာလို့သိရဲ့ဒါအရှိနဲ့အသိကိုက်တာပဲအဲ့ဒီအရှိနဲ့အသိကိုက်တဲ့အချိန်မှာဒီလုံးလေးဒီဒါမေဃသစ္စာပဲဒီလုံးလေးဒီမေဃသစ္စာပါဗျာဒါဖြင့်စူတောင်းယူရမယ်အလုံးဆိုတာကတော့ခင်ဗျားတော့ဆွမ်းတအုပ်လားပန်းတပွဲနဲ့လူပြည်နဲ့ပြည်စူတောင်းရတယ်မဉ္ဇဉ်ဆိုတာကတော့ခင်ဗျားတော့စဉ်းစားကြည့်တောင်းလို့ရမှာလားအရှိနဲ့အသိကအောင်ကြည့်နိုင်မှရမှာလားရှိနဲ့အသိကအောင်ရှိနဲ့အသိကအောင်ကြည့်မှရလားလားအရှိနဲ့အသိကအောင်တော့မလုပ်ဘူးစူတောင်းနေမယ်ဆိုရင်ခင်ဗျားတော့ရပါမလားမရဘူးလားဘေးကလူကြားရုံပဲရှိမှာပဲဟုတ်လားဘေးကလူကြားရုံပဲရှိမှာပဲခင်ဗျားတော့ရရတော့အကြောင်းမရှိပါဘူးအဲဒီခင်ဗျားလည်းကျွန်တော်မဉ္ဇဉ်ဘုညရခြင်းနဲ့ဆိုရင်အရှိနဲ့အသိကအောင်ကြည့်ပါဘာလို့ပါတောက်အောင်ကြည့်ပါရှိနဲ့အသိကအောင်ကြည့်ရလိမ့်မယ်သဘောပေါက်နော်အဲ့ဒါကြိုက်လို့ရှိရင်ခင်ဗျားတော့စဉ်းစားကြည့်မဉ္ဇဉ်ကိုယ်တဏ္ဍာမောစီဒီမဉ္ဇဉ်သည်ကိလေသာတတ်ဒီမဉ္ဇဉ်သည်ကိလေသာတတ်လိုက်တယ်ဆိုမှတော့ဒီကိလေသာဒီဘက်ကဒုက္ခသစ္စာလာအောင်မလားလာပါဘူးဒါဒုက္ခမလာတဲ့နေရာရောက်အောင်ဘယ်သူကပို့ပါလိမ့်မလို့ဆိုဟောဒီမေခင်ကပို့ဘယ်သူကပို့တော့မေခင်ကပို့တာသဘောပေါက်နော်ဒါခင်ဗျားတို့ကျွတ်တော့တဏ္ဍမှာဘယ်ဝေဒနာပို့ဘယ်စိတ်ပို့ပေါ်တိုင်းဒုက္ခပေါ်တာပဲအဲစိတ်ကြီးတော့မရှိပြန်တော့ဒုက္ခပြောက်သွားတာလို့ဒါလို့သိအောင်လာလုပ်နေတယ်ရှင်းမနော်အဲ့ဒါဆိုရင်အရှိနေအသိကြိုက်တော့ကြောင့်ကိုဝန်ထဲမှာမဉ္ဇဉ်ပေါ်ပါတယ်တဲ့ဒီမဉ္ဇဉ်ကခဏရှုပ်ပါများရဲ့နောက်ပိုင်းကြတော့သမုဒိယသစ္စာဆိုတဲ့ကိလေသာတရားတွေတတ်ပြီးတော့ဒုက္ခချုပ်ခြင်းယုံသိတဲ့နိဗ္ဗာန်ရအောင်သူများကပို့မှာလားကိုယ်ဝန်ထဲရှိတဲ့မိခင်ကပို့မှာလားကိုယ်ဝန်ထဲရှိတဲ့မိခင်ကပို့မှာလိမ့်မယ်နားလည်နော်နားလည်ပြီးဆိုရှေ့ပြောကြလေးဆက်ပြီးပြောကြပါစို့ဆိုတော့အခါတစ်ပါးတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသာဝတိပြည်ပုပ္ပါယုံကြောင့်ဆိုတာဝိသကဟလာကျောင်းမှာကြီးဆောက်တဲ့ကျောင်းပေါ့ဗျာ
အဲ့ဒီကြောင့်မှသတင်းသုံးနေတယ်သတင်းသုံးနေတဲ့အချိန်မှာခဏကမောက်ကလာဆိုတဲ့ပုံနာတယောက်ဘုရားထံတော်ကရောက်ခဏကဆိုတာတခြားမဟုတ်ပါဘူးခဏန်းသိချာမှာအမတန်ကျွမ်းကျင်တဲ့ပုံနာဟုတ်လားအဲ့ဒီပုံနာတယောက်ဘုရားထံတော်မှာရောက်လာတဲ့ဘုရားထံတော်မှာရောက်လာပြီးဝမ်းမြောက်ဝမ်းသာလုံးစစ်စကားတွေပြောပြီးတဲ့နောက်ပတ်မှာပုံနာကဘုရားလျှောက်တယ်ဘာလျှောက်တော့ဆိုတော့ပုဗ္ဗာယုံကြောင်းကြီးပြီးတော့ဘုရားလျှောက်တယ်ရှင်ဘုရားတဲ့ဒီပုဗ္ဗာယုံကြောင်းကြီးဟာအစဉ်တိုင်းလောက်ရမယ်ဝတ္တရားတွေလောက်ထားတဲ့အတွက်ကြောင့်ဒီပုဗ္ဗာယုံကြောင်းကြီးအနေထားကိုထင်ရှားရှားတွေ့ရပါလားဗျာဘာဖြစ်လို့လဲဆိုတော့ဒီပုဗ္ဗာယုံကြောင်းကြီးဆောက်တော့မယ်ဆိုပထမမြေသက်ရပါတယ်တဲ့ဒါလားမြေသုတ်တွေရှင်းလင်းရပါမြေသုတ်တွေရှင်းလင်းပြီးတဲ့အခါကျတော့တိုင်ထူရပါတယ်တိုင်ထူပြီးတော့ထုတ်တွေရောက်မှတွေပေါ့ဗျာအဲဒီတက်ရပါတယ်တဲ့အဲ့ဒါတွေတက်ပြီးတဲ့နောက်ဝဲမှာဆင်းနေကြရပါတယ်ပြီးတဲ့အခါကျတော့အမိုးမိုးရပါတယ်ပေါ့ဗျာအမိုးတွေနဲ့ပြည့်ပြီးအမိုးမိုးရအမိုးမိုးပြီးတဲ့အခါမှာကျန်းနေခင်းပြီးတော့မှအကားတွေဟာလားပြီးတော့ဘေးကအစင်တန်းစာတော်ရီတွေတဖြည်းဖြည်းနဲ့အဲ့ဒါလိုပဲအစင်တန်းလောက်လာပါလေဗျာတဲ့ဒီတော့တပည့်တော်လျှောက်ထားပြရစေတဲ့တပည့်တော်တော့ကဏ္ဍသင်္ချာတွတ်တဲ့နေရာမှာလည်းပဲတဲ့တက်ကစပြီးတော့အစင်တိုင်းပေါ့ဗျာတဖြည်းဖြည်းတက်ပြီးတော့တရားတစ်ထောင်ထိအောင်ပဲအစဉ်တိုင်းပဲတွေ့သွားရပါတယ်တဲ့ရှင်ဘုရားရဲ့သာသနာတော်မှာလည်းပဲအဲ့ဒါလိုလုပ်ရမယ်အလုပ်စဉ်အစဉ်တိုင်းလုပ်ရမယ်အလုပ်စဉ်လေးများအကျင့်စဉ်လေးများရှိပါသလားလို့မြတ်စွာဘုရားလျှောက်တော့ဘုရားရှင်ကလည်းရေငါဘုရားရဲ့သာသနာတော်မှာပဲအစဉ်တိုင်းလုပ်ရမယ်ကျင့်စဉ်အလုပ်စဉ်ဆိုတာရှိပါလားကွာဘောပေါ့နော်ဒီတော့ဘုရားကပုံနာကမေးလို့မို့အလုပ်စဉ်ကျင့်စဉ်ကိုဘုရားကဟောတော့မယ်ဘောပေါ့လားဘုရားရဲ့ကျုပ်တော်တဲ့ဘုရားသာသနာတော်မှာလည်းပဲဘုရားရှင်ကိုရောမြတ်ကြီးကအစဉ်တိုင်းကျင့်ရမယ်အကျင့်ရှိပါတယ်ဟာလားဟုတ်ပါခုနကပြောကဏ္ဍပညာတွေ့တဲ့အခါတက်ကစပြီးအစဉ်တိုင်းတက်ပြီးတရားထောင်လျောက်စဉ်တိုင်းတွေ့ရတယ်လို့ရှင်ဘုရားရဲ့သာသနာတော်မှာလည်းပဲအစဉ်တိုင်းကျင့်ရတဲ့လမ်းစဉ်များရှိပါသလားလို့ပြီးတော့ဘုရားကရှိတယ်တဲ့ဘောပေါ့လားရှိတယ်တဲ့ရှိလို့ရှိရင်ရှင်ဘုရားအမိန့်ရှိပါဆိုတော့ဘယ်ပုံလားမတန်ကျွမ်းကျင်မြင်းဆုံးမတတ်တဲ့ဟာလားမြင်းဆရာကြီးကသူမြင်းကိုဆုံးမတော့မယ်ဆိုတဲ့အခါပထမဆုံးဘာလုပ်ရလို့ဇစ်ခွန့်သေးရတယ်တဲ့ဟာလားဇစ်ခွန့်သေးတယ်လို့ပဲတဲ့ငါဘုရားရဲ့သာသနာတော်ဒီတိုင်းပဲကွာတဲ့ဒီမှာနံပါတ်1သီလဝါဟောဟိတဲ့သီလပြည့်စုံအောင်လုပ်ပါပထမအဆုံးဘာလုပ်ရမလို့သီလပြည့်စုံအောင်ရေလုပ်ပါအောင်ကွာတဲ့နံပါတ်1သီလပြည့်စုံဖို့အရေးကြီးဒါကြောင့်လို့ဒီမှာဆိုရတော့တရားအထုတ်တော့မယ်ဆိုရင်ရှင်းဘက်ကသီလခံယူရတယ်မလားသီလခံယူရတဲ့ဆိုတာတိုင်ထူတာပေါ့ဗျာဘောပေါ့ဗျာတိုင်မထူဘဲနေတော့လည်းခင်ဗျားတော့ရောက်မှုဒီထုတ်ဒီတက်ပြီးတော့ကြံခင်းလို့ရပါမလားဘလို့မဖြစ်နေဘူးဘုရားရှင်ကိုရမြေပထမအောင်ငါဘုရားရဲ့သာသနာနဲ့အောက်ခြေသီလပြည့်စုံရင်လောက်ပါပေါ့ကွာဘာပြည့်အောင်ဆိုအောင်နံပါတ်1သီလပြည့်စုံအောင်လုပ်ပါနံပါတ်1သီလပြည့်စုံအောင်လုပ်ပြီးတဲ့နောက်ပိုင်းမှာတဲ့နံပါတ်2ကအိန္ဒြေလုံခြုံအောင်လုပ်ပါအောင်နံပါတ်2ကအိန္ဒြေလုံခြုံအောင်လုပ်ပါအိန္ဒြေရေသူဂုတ်တာတွာတော့ဟောဟိတဲ့အိန္ဒြေလုံခြုံအောင်လုပ်ရတာကွာတဲ့နံပါတ်2အနေနဲ့ဘောပေါက်နော်ကဲနံပါတ်3ကတော့ခါတဲ့ဘောဂတိမတ်တိဟောဟိစားတဲ့အခါအစာစားတဲ့အခါမှာဒဏမလာအောင်စားဖို့ရတဲ့သင်ရတယ်ဒဏမလာအောင်စားဖို့ရတဲ့သင်ရတယ်တဲ့နံပါတ်3ဘောပေါက်နော်ဒဏမလာအောင်စားတယ်ဆိုတာတခြားမဟုတ်ပါဘူးအစာအာဟာရစားတော့ပဲဆိုငါဝအောင်လှအောင်စားတာဟုတ်ပါဘူးမြတ်စွာဘုရားရဲ့အဆိုဆုံးမှကျင့်ကြံကြိုးအားထုတ်နေအောင်လို့စားပါတယ်ဒါဆိုရည်ရွယ်ပြီးတော့စားပါအဲ့ဒါဉာဏ်ပညာလေးနဲ့အုပ်ပြီးစားမယ်ဆိုရင်တဏှာကလာပါမလားမလာဘူးဘောပေါက်နော်ဉာဏ်ပညာလေးနဲ့အုပ်ပြီးစားပါတယ်အနာဟောင်းလေးနောက်ထပ်မပေါ်နေအောင်လို့အနာသိတွေလည်းမဖြစ်အောင်လို့လူကြီးကတော့မြတ်စွာဘုရားရဲ့သာသနာတော်ဆိုတဲ့အဆိုဆုံးမှကြီးလူကြီးနဲ့တို့ချင်းပြောတဲ့ဥပဒနာတရားအားထုတ်နေအောင်လို့ဗျာတရားအားထုတ်နေအောင်လို့ဒီအစာအာဟာရတွေတောင်းဆောင်ပါတယ်ဆိုပြီးတော့အစာစားတိုင်းသာစားတိုင်းအဲ့ဒါလိုပညာလေးနဲ့အုပ်ပြီးစားမယ်ဆိုရင်တဏှာမလာဘူးကွာဘောပေါက်တော့အဲ့ဒါဘောလုံးကြီးရှုစားမှရင်တော့မဟုတ်ဘူးဒါဘုရားသိချာဒီမှာသင်ပေးနေတာအဲကြောင့်လို့စားတိုင်းဒါလား
တော်ထိုင်တော့ဘုရားစားတော့လက်လန်းတာတွေချတာပြတာတွေအဲ့လောက်ထိအောင်ဘုရားဒီမှာမဟောပါဘူးဟုတ်လားဒါဒီနေရာဟောတယ်ဆိုသတိပဋ္ဌာန်ပါဠိတော်မှာဟောတာဒီနေရာကြတော့ပညာနဲ့ဥစ္စာကိုသာကြည့်ပြရဲဆိုတော့ဟောဒီအစာရစားရငါဒီမြတ်စွာဘုရားအဆိုဆုံးမအကြီးကိုကျင့်ကြံကြအားထုတ်နေအောင်လို့စားပါ၏ဝါအောင်လှအောင်စားခြင်းမဟုတ်ပါဘူး YouTube ပြောပါမှုရဲ့စားတာမဟုတ်ပါဘူးဆိုပြီးတော့အဲ့ဒါလို့စားမယ်လေသဘောပေါက်နော်မှန်ပါဗျာဒါနံပါတ်3နံပါတ်4ကတဲ့အိပ်ပြီးသင်ရတယ်တဲ့နံပါတ်4ကအိပ်ပုံအိပ်ပြီးသင်ရအိပ်ပုံအိပ်ပြီးသင်ရတယ်ဆိုတော့ညစ်300ရှိတယ်ညစ်300ရှိတဲ့နေမှာတရားအိပ်ပြီးတော့ကျန်တဲ့တရားမှာတရားအားထုတ်ပါမလို့ပြောတာသဘောပေါက်လားမှန်ပါကျန်တဲ့နေရာဆိုတော့ပထမယံတရားအားထုတ်ပါမေဇိမယံတိုင်းကုန်ယံကြတော့အိပ်တော့ပေါ့ဗျာသဘောပေါက်နော်ပြီးတော့ပစ္စည်းမယံတဲ့မိုးတော့ခံပြီးအဲ့ကြတော့ထပြီးတရားအားထုတ်သဘောပေါက်လားမှန်ပါအဲ့တော့အိပ်ပုံအိမ်ကြီးကလည်းသိရသေးတယ်ကွာနံပါတ်4ရှိသွားပြီနံပါတ်4ပြီးတဲ့အခါကျနံပါတ်5နံပါတ်5ကခမရတဲ့ကျုပ်တို့ကိုဘုရားဘလို့စစ်ပြီးသင်ဆုံးဆိုတော့ဒီကလည်းဒီဆိုင်လာတာတတိသမစေညေနသမန္တာကတော်ဟောဤဟာဘဝတိုင်းဟာလားအိမ်ပြန်တိုင်းဘာလို့အောင်ဆိုအမြဲတမ်းဥပဒနာရှိပါတယ်သွားရင်လည်းသွားခြင်းနဲ့စိတ်ကလေးပေါ်လာတဲ့ဥပဒနာရှုလိုက်ဟာလားနောက်လိုက်ခြင်းနဲ့စိတ်ကလေးပေါ်လာဥပဒနာရှုလိုက်ဆိုတော့ရှုပြီးသွားပါတဲ့ပြန်တော့လည်းအဲ့လိုပဲနောက်ဆုံးလည်းနောက်ဆုံးခြင်းနဲ့စိတ်ကလေးပေါ်တယ်မတဲ့ဥပဒနာရှုပြီးတော့သွားတာပြန်တာနောက်ဆုံးရင်လုံးကြည့်တာဟာလားကြည့်တော့မှဆိုတော့ကြည့်နေတဲ့စိတ်ကရင်ပေါ်တော့မလားကြည့်နေတဲ့စိတ်ကလေးဥပဒနာရှုလိုက်ဒါလိုပဲသွားလိုက်ဒါကြောင့်ကြည့်ခြင်းလည်းဒါကြောင့်ကြည့်ခြင်းနဲ့စိတ်ကလေးပေါ်တယ်မတဲ့ဥပဒနာရှုဖို့ဗျာလေကိုယ်တော့မယ်ဆိုရင်ကိုယ်ရင်တဲ့စိတ်ကလေးပေါ်တယ်ဥပဒနာရှုလက်ဆန်းတော့မယ်ဆိုဆက်ရင်တဲ့စိတ်ကလေးပေါ်တယ်ဥပဒနာရှုအဲ့လိုသွားပါတဲ့ဟာလားဆန္ဒကိုယ်တာနော်ခမရအဝတ်စားတွေလဲတာဟာလားအဝတ်စားလဲတယ်လဲခြင်းတဲ့စိတ်ရင်ပေါ်ပါပဲသူ့အရင်ရှုပြီးတော့နောက်မှလဲဘောပါဗလားအဲ့လိုလုပ်ပါစားတဲ့အခါလဲဒီတိုင်းမှာစားခြင်းတဲ့စိတ်ရင်ရှုရေတော့မယ်ဆိုတောက်ခြင်းတဲ့စိတ်ရင်ရှုပြီးမှနောက်မှတောက်တာပေါ့ဗျာဒါပြင်တတိခဝရေစားရမယ်စေစားခြင်းနဲ့စိတ်ရည်ကျပြီးတော့မှစားနားလဲနော်နောက်ကျင်ကြီးကျင်ငယ်ဆွန့်ကျင်လဲဆွန့်ကျင်တဲ့စိတ်ကလေးပေါ်တယ်ဥပဒနာရှုပြီးတော့မှကိုကျင်ကြီးဆွန့်ကျင်ငယ်ဆွန့်လောက်တာပေါ့ဗျာအဲ့ဒါလောက်ပါတဲ့ဒီမှာသိချာပြပါတယ်ကတေထိတေနိသိမ့်နဲ့တုတ်တေဇာဂရိတေဘာတိတေတုံနိဘာဝေကတေသွားနေတော့လည်းပဲရှုပါပြောတာထိတေရက်နေတော့လည်းပဲရရှင်တဲ့စက္ကရေပေါ်မှာပြီးတော့မှရတာမလို့လားအဲ့ဒီစက္ကလေးပေါ်တယ်ရှုပါထိုင်တော့မှဆိုထိုင်ခြင်းတဲ့စက္ကရေပေါ်မှာသူ့ရှုပြီးမှထိုင်မှာပေါ့ဗျာအိတ်တော့မှဆိုအိတ်ခြင်းတဲ့စက္ကရေပေါ်မှာပြီးတော့မှနောက်မှအိတ်ထားဖို့ရှုပြီးတော့မှမဟုတ်ပါဘူးလားနိုးတော့မှဆိုနိုးတဲ့စက္ကလေးပေါ်တယ်ဥပဒနာရှုပြီးမှတဲ့ခင်ဗျားတို့ထားကြရည်သွားကြရှိသွားတာပေါ့ဗျာစကားပြောတော့မှဆိုပြောခြင်းတဲ့စက္ကလေးပေါ်တယ်ရှုဟာလားတို့တပည့်ကိုကဒီတခါတော့ဘသူမှမပြောတော့စိတ်ပဲနေတော့မှစိတ်နေခြင်းတဲ့စက္ကလေးပေါ်တယ်ဥပဒနာရှုပါလို့ပြောတာရှင်းမလားဒါဘုရားရှင်ကတော်မြတ်ကြီးသူ့ရဲ့သာသနာတော်မှာအစဉ်တိုင်းလုံးရမယ်ကျင့်စဉ်ကိုဘုရားကပြလာအဲ့ဒါဆိုခင်ဗျားတို့နားလည်မှုရှောင်ပြောကြဆိုတော့နံပါတ်1သီလပြည့်စုံဖို့ရန်အတွက်ဆိုတော့ခင်ဗျားတို့တရားအထုတ်တော်မယ်ဆိုရင်ရှေ့ဘက်ကအရင်သီလယူလိုက်ပါဦးပြောတာဟုတ်ပါဘူးလားသီလယူပြီးတဲ့နောက်ပိုင်းမှာနံပါတ်2အိန္ဒြေလုံးချုပ်အောင်ဘယ်နဲ့လုံးတော့အိန္ဒြေလုံးချုပ်ဆိုတော့ခင်ဗျားတို့နားလည်မှုကြည့်အောင်ပြောလိုက်တော့အလွယ်လေးပါခဲကြီးမဟုတ်ပါဘူးကိုယ်သာမှာဘယ်စိတ်ပဲပေါ်စိတ်ကလေးတွေပေါ်တိုင်းဟာလားစိတ်ကလေးပေါ်ပြန်ပြီးသွားရင်လည်းသွားခြင်းနဲ့စိတ်ကလေးပေါ်စားခြင်းနဲ့စိတ်ကလေးပေါ်ပြီးအဝိညာဉ်လဲတော့မှလဲခြင်းနဲ့စိတ်ကလေးပေါ်ပြန်ပြီးစိတ်ကလေးတွေပေါ်တိုင်းသိအောင်လုံးနေတော့ခံရတဲ့ကြုတ်တော့စိတ်ပြီးတောင်သွားမြောက်သွားအောင်မလားမသွားတော့ဘူးဆိုကြတဲ့အိမ်လေးလုံးချုံနေတာပဲလူရင်းကတော့ပေါ်စေပရိစ္ဆသမုပ္ပါသိအောင်တတိထားနေရင်အိမ်လေးလုံးချုံတာပဲပေါ်စေပရိစ္ဆသမုပ္ပါကိုခင်ဗျားတို့ကသတိမထားတော့သတိကလွတ်သွားတော့အိန္ဒြေကမလုံးကြုံတော့ယူပါယဝေရောက်သွားသရယဝေရောက်သွားဟာလားအဲ့ဒီအာယုံ6ပါးပဲကိုလက်သွားတယ်ဆိုကြတဲ့ကလက်သွားတော့လောဘဖြစ်လိုက်အလိုမကြတော့ဒေါသဖြစ်လိုက်ဒါတွေလာတာမဟုတ်လားအဲ့ဒါတခြားကြောင့်လာအိန္ဒြေမလုံးကြုံလို့လာတယ်အိန္ဒြေမလုံးကြုံလို့ဆိုတာရှင်းပြောတော့သမာဓိမရှိလို့ဘာမရှိလို့သမာဓိမရှိလို့သမာဓိကဘာဖြစ်လို့မရှိပါလဲမလဲလို့မပြောပေါ်စေပရိစ္ဆသမုပ္ပါပေါ်တိုင်းသတိမထားလို့အဲ့ဒါကြောင့်လို့အဲ့ဒီအပေါ်မှာတည်ငြိမ်မှုဆိုတဲ့သမာဓိလေးရမရဟုတ်ပါဘူးလား
ဘုန်းကြီးများဥပဒနာတန်းရှုတဲ့ဒီပေးတဲ့အခါကျတော့သမာဓိရောအခက်တန်သမာဓိရောပဲယူတယ်ဘောပါဗလားဇန်သမထပြောင်းရတဲ့အာထုတဲ့သမာဓိဒါကြီးတရက်နေ3ရက်ယူဆိုတဲ့အနေထားမျိုးဘုန်းကြီးကအဲ့ဒါယူမခိုက်ပါဘူးဘောပါဗလားသူများတွေယူတဲ့ပုံစံတိုင်းပြောမယ်ဆိုရင်တော့ပထမတော့ထွတ်ထာတိဝန္တာတိနာတိပြားလိမ့်မှာပေါ့ဗျာအဲ့ဒါကလူများတွေကတော့လောက်ခိုက်မှာပါပဲဘုန်းကြီးကတော့အဲ့လိုပေါ့ဘာဥပဒနာတန်းရှုတဲ့ဒီပေးတဲ့ဖြစ်တဲ့အတွက်ကြောင့်စိတ်ကလေးတွေပေါ်တိုင်းဝေဒနာလေးတွေပေါ်တိုင်းသိအောင်သတိထားနေရင်အိန္ဒြေလုံးချုံတာပါပဲဟုတ်ပါ့မလားအဲ့ဒါအိန္ဒြေလုံးချုံအောင်လုပ်တာပြီးတော့အစားစားရအောင်ပြီးတယ်ဆိုတာလည်းပဲခင်ဗျားတို့စဉ်းစားကြည့်ပါအမြဲတမ်းပညာနဲ့အုပ်ပြီးစားနေမယ်ဆိုရင်တဏှာကလာပါမလားလာပါဘူးဘုရားဆိုဆုံးပါကြီးအားထုတ်နေအောင်လို့တရားအားထုတ်နေအောင်လို့ငါစားတာဟဲ့ဝါအောင်စားတာလည်းမဟုတ်ဘူးလှအောင်စားတာလည်းမဟုတ်ဘူးအဲ့ဒါဒီခန္ဓာကိုယ်ကြီးကျမ်းမအောင်စားတာမောတိဆာလာမှုပဲပြောက်ပြီးမြတ်စွာဘုရားဆိုဆုံးမှဖြစ်တဲ့မေဃဗြဟ္မစရိယဆိုတဲ့ဝိပဿနာမေဃလို့တဲ့အာထုတ်နေအောင်လို့ငါစားပါလေလိုရည်ရွယ်ပြီးတော့ခင်ဗျားတို့စားပဲစေပညာနဲ့စားတဲ့တရားကနာမလာပါဘူးလေသဘောပေါက်နော်ကဲတော့တခါကျန်တဲ့အချိန်လေးခုနဘုန်းကြီးပြောခဲ့တာလေးသိချမှတ်လိုက်နံပါတ်1သီလပြည့်စုံအောင်လုပ်ဆိုတာခင်ဗျားတို့နားလည်တယ်နံပါတ်2အိန္ဒြေလုံးပြောင်းလုံးဆိုတာပေါ်တိုင်းစိတ်တွေကိုတူတူပြောတော့ပေါ်စေပရိစ္ဆသမုပ္ပါတိအောင်သတိထားနေတာအဲသတိထားနေတဲ့အခါကျတော့ခင်ဗျားတို့စိတ်ကြီးတောင်းမှမြောက်တော့သွားသေးလားမသွားတော့ဘူးအဲ့ဒါအိန္ဒြေလုံးချုံတာပဲအိန္ဒြေလုံးချုံပြီးဆိုကြတဲ့ခင်ဗျားတို့သသာကြည့်ဒီဘက်ကပညာပိုင်းခေါ်တယ်ဒီဘက်ကဒီသုံးခုကပညာပိုင်းဒီဘက်ကသီလဒီဘက်ကသမာဓိဒီသုံးခုကပညာပိုင်းချုပ်လိုက်တော့သီလသမာဓိပညာပါပဲဟုတ်လားပထမသီလပြည့်စုံမလားတရားအထုတ်တော့သီလလေးစောင့်တည်လိုက်သီလစောင့်တည်ပြီးတော့တရားထိုင်တော့မယ်ဆိုတော့ဘယ်စိတ်ကလေးတွေပေါ်ဒါစိတ်ရှိတော့စိတ်ကလေးတွေပေါ်တိုင်းပေါ်တော့သိအောင်တတိကဖန်ပြီးထားနေမယ်ဆိုရင်အိန္ဒြေလုံးချုပ်တယ်ဟုတ်လားဘာလို့လုံးချုပ်နေလဲဆိုရင်ကိုရှုစရာအာယုံစီမတာဘယ်မှမသွားတော့ဘောပါဗလားရှုစရာအာယုံစီမတာဘယ်မှမသွားတဲ့အခါကျတော့စိတ်ကလေးဟာအရှုခံတရားပေါ်မှာပဲတီးနေတာအဲ့ဒါကိုအိန္ဒြေလုံးချုပ်လို့ခေါ်တယ်ဘာခေါ်တော့အိန္ဒြေလုံးချုံပါဒါပြန်သွားခြင်းနဲ့စိတ်ဘယ်မှာပေါ်လဲပရိဒါသိသလားမသိဘူးလားပရိဒါတော့သိလိုက်တော့ခမရတော့ကျုပ်တို့စိတ်သိခုနပြောခဲ့တဲ့ဇာရင်နဲ့စိတ်ချီမှတော့ဒါပြန်အာယုံသွားသေးလားမသွားဘူးဆိုတော့အိန္ဒြေလုံးချုံတာပဲဘောပေါက်နော်ဒါပြန်အိန္ဒြေလုံးချုံသွားပြီဆိုတော့ဒီဘက်ကပညာပိုင်းဆိုတာဒါဝိပဿနာရှုရဟုတ်လားဝိပဿနာရှုရမယ်ဆိုတော့ဇာကျင်တဲ့စိတ်ပဲပေါ်တော့ရှင်းစိတ်ရှိမရှိအောက်နေတွေ့ကြည့်တော့ဥပဒနာဆိုတော့ဝတ္တလည်းသိတွေ့ဥပဒနာရှုရဆိုတော့ရောက်တော့ရှိသေးလားရှိပါဘူးမရှိတော့ဘူးဆိုတော့ဖြစ်ပြီးပြသွားတာမဟုတ်လားဖြစ်ပြကဘာသစ္စာသိတာကဘာသစ္စာဓမ္မဥပါဒံခဏမလာတာကဘုရားသစ္စာသိတာဒီသမုဒိယသစ္စာသိအောင်ဘယ်သူကလောက်ပါလဲဘုရားဆိုတော့ဟောဒီမက္ခသစ္စာလောက်ဘယ်သူကလောက်တာလဲအဲကြောင့်မေဃသစ္စာသည်ကိလေသာသတ်ပြီးတော့ဟောဒီနိဗ္ဗာန်ရောက်ဖို့လို့ပြောတာမှန်ပါဗလားမေဃသစ္စာသည်ကိလေသာသတ်ပြီးနိဗ္ဗာန်ရောက်ဖို့တာအဲခင်ဗျားရဲ့ကျုပ်တော်တဏ္ဍာမှာဟောဒီသစ္စာနှစ်ပါးကိုဟာလားအထုတ်လိုက်တဲ့အတွက်ကြောင့်ဒီနှစ်ပါးချုပ်ငင်းရာဖြစ်တဲ့နိဗ္ဗာန်ရောက်မှန်ပါဗလားဒီသစ္စာနှစ်ပါးကိုခင်ဗျားရဲ့ကျုပ်တော်အထုတ်လိုက်တယ်ဆိုတော့ဒီသစ္စာပေါ်တိုင်းဒီကဒုက္ခသစ္စာပေါ်တိုင်းဒီကသိအောင်လုပ်လိုက်အဲ့ဒီသိအောင်လုပ်လိုက်တဲ့အတွက်ကြောင့်ဒီကသမုဒိယသစ္စာလည်းသိတယ်ဒီဒုက္ခတွေလည်းလာသေးလားလာပါဘူးဒါဖြင့်ဟောဒီသစ္စာနှစ်ပါးကျိုးစားတဲ့အတွက်ကြောင့်သမုဒိယသစ္စာနဲ့ဒုက္ခသစ္စာပြောက်တယ်ဘာပြောက်တော့သမုဒိယသစ္စာနဲ့ဒုက္ခသစ္စာပြောက်တိုးပြောတော့မလာပဲနဲ့ချုပ်သွားတယ်ဘာလဲတော့မလာပဲနဲ့ချုပ်သွားပါသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာဘာသစ္စာနဲ့ဘာသစ္စာသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာမလာပဲနဲ့ချုပ်သွားတယ်ဘောပါဗလားမလာဘဲနဲ့ချုပ်သွားတယ်ဆိုတော့သမုဒိယချုပ်ရင်နှိပ်ပါပဲဒီဘက်ဒုက္ခချုပ်ရင်လည်းဒုက္ခလီတော့နှိပ်ပါမယ်မဟုတ်လားဘုရားရှင်ကိုရောမြတ်ကြီးကအဲ့ဒါလို့ပုံနာကိုပြလိုက်ပုံနာဟောလိုက်တယ်ဟောလိုက်တဲ့အခါကျတော့ပုံနာကလည်းပဲတခါမေးရှင်ဘုရားတဲ့ရှင်ဘုရားကနိဗ္ဗာန်ရှိတဲ့နေရာကိုလည်းပြပါတယ်တော့နိဗ္ဗာန်ရှိတဲ့နေရာကိုလည်းပြတယ်တဲ့နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့လမ်းကောင်းကိုလည်းရှင်ဘုရားကညွှန်ပြတော့ရှင်ဘုရားရဲ့တပည့်သားတွေအားလုံးပဲအကုန်လုံးနိဗ္ဗာန်ရောက်ကြသလားတဲ့ပုံနာမေးတယ်ဟုတ်လားအကုန်လုံးနိဗ္ဗာန်ရောက်ကြသလားလို့မေးတော့ဘုရားကတချို့တော့လည်းရောက်တယ်ကွာတဲ့တချို့တော့လည်းမရောက်ဘူးတဲ့တချို့တပည့်သားသာဝကတွေကြလည်းနိဗ္ဗာန်ရောက်ကြပါရဲ့တဲ့သူက
ငါပြန်ကြွကြတဲ့အတိုင်းအားထုတ်သွားတဲ့အတွက်ကြောင့်တချို့ပုဂ္ဂိုလ်ကြတော့မရောက်ဘူးတဲ့ပြီးတော့ပုံနှန်းကလည်းသူကလည်းရှားခက်ရှိတော့ဆက်မေးတယ်ရှင်ပြရတဲ့သိသိချာချာကြိုက်လာရှင်ပြနိဗ္ဗာန်လည်းရှိတယ်ဆိုသိချာပြတယ်နိဗ္ဗာန်လမ်းကြောင်းကိုလည်းရှင်ပြကျွပြလမ်းကြောင်းပေါ်မရောက်ရအောင်ရှင်ပြတင်ပေးလိုက်တဲ့ဥစ္စာပဲတဲ့အဲ့ဒါဘာသူလို့တချို့ရောက်ဘူးတချို့ဘာသူလို့မရောက်တာလဲတဲ့နားလားဘုရားလျှောက်တယ်ရောက်တဲ့ကဘုရားရှင်ကတော်မြတ်ကြီးပုံလားတဲ့မင်းနားလည်မှုရှိအောင်မင်းပဲငါပြန်မေးပါမကွာတဲ့ဒါပါတော့တဲ့မင်းကရာဇိုပြီးသွားတဲ့လမ်းကြောင်းကိုကောင်းကောင်းကျွနေတယ်ကောင်းကောင်းနားလည်တယ်အဲ့ဒါရာဇိုမျိုးကိုသွားကြည့်တယ်ရာဇိုပြီးကိုသွားကြည့်တယ်လူတယောက်ကမင်းလာပြောတယ်တဲ့ကျုပ်ရာဇိုပြီးကိုသွားကြည့်ပါလေအဲဒါရာဇိုပြီးကိုသွားတဲ့လမ်းကျုပ်ကိုကျွကြပါလို့ပြောတဲ့အခါကျတော့မင်းကလည်းကျွကြတယ်ကွာတဲ့ဘယ်လိုကျွကြတယ်လို့ဆိုတော့မင်းရာဇိုပြီးကိုသွားကြည့်လို့ရှိရင်ကွာဟောဒီလမ်းကြောင်းအတိုင်းဆက်သွားဒီလမ်းဟာရာဇိုမျိုးကိုရာဇိုပြီးကိုရောက်တဲ့လမ်းပဲဆိုတော့ကျွပြလိုက်တယ်အဲဒီလမ်းကခဏသွားတဲ့အခါဟောဘက်ရောက်သွားတဲ့အခါရွာတွေ့ရတွေ့လိုက်ကွာခဏလည်းကြည့်လိုက်ရွာမြင်လိုက်ရင်လှမ်းပြီးတော့လှမ်းပြီးတော့ရွာတွေ့လို့ရှိရင်အဲ့ဒီရွာကနေခဏတခါဆက်သွားတဲ့အခါကျဟောဘက်ရောက်တဲ့အခါရွာလည်းမဟုတ်ပြိုလည်းမဟုတ်ညီကုန်းတော့အမြည်ရတဲ့ဟလာရွာကြီးပေါ့ဗျာအဲ့ဒါတွေ့လိုက်မယ်အဲ့ဒါခဏလည်းကလှမ်းကြည့်လိုက်တယ်မမြင်ရပါလိမ့်မယ်တဲ့ခဏလည်းတွားလိုက်ရင်သွားပြီးတော့အဲ့ဒီညီကုန်းအမြည်ရှိတယ်ရွာမကြတော့မကြမြို့တဲ့နေမြို့နေရာနေဆက်ပြီးတော့ခရီးထွက်မယ်ဆိုရင်တဲ့အဲ့ဒီမှာခလန်းလန်းကနေပြီးတော့ဥယျာဉ်နေဟလားရေကန်နေပြီးတော့ပန်းချံနေရေကလည်းအမတန်ကြီးလို့ကြည့်စရာရှုစရာအမတန်ကောင်းတဲ့ရာဇုံမျိုးကြီးဆိုတာမင်းတွေ့ရပါလိမ့်မယ်ကွာအဲ့ဒီတိုင်းမှာမင်းဆက်သွားပါလို့မင်းကပြောလိုက်တယ်ဆိုပါတော့လိုက်ညွှန်လိုက်တယ်လိုက်ညွှန်တဲ့အခါကျတော့မင်းလိုက်ညွှန်တဲ့အတိုင်းပေါ်သွားပဲနဲ့တဲ့ခုနပုဂ္ဂိုလ်ကသူထင်မိထင်ရသွားမယ်ဆိုရင်တဲ့ဘယ်နဲ့တုံးနဲ့ရာဇုပြီးရောက်ပါမလားမရောက်ပါဘူးဘာလို့မရောက်တော့မေးတော့ဒါကတော့ကြုံညွန်တဲ့အတိုင်းမသွားလို့ဥစ္စာပဲတဲ့ဗါတယ်တော့ညွန်တဲ့အတိုင်းမသွားပဲနဲ့ဒေဝိတရားလျှောက်သွားတဲ့အတွေ့ကြောင့်မရောက်ပါဘူးခင်ဗျာတဲ့ဒီတော့ဘုရားရှင်ကတော်ကြီးမိတ်တော်မူရဲ့ငါဖယားရဲ့သားတော်သမီးတော်လည်းဒီတိုင်းပဲတဲ့ငါဖယားကလမ်းကောင်းလမ်းမှန်လည်းပဲညွန်ကြတယ်ပြီးတဲ့အခါကျတော့နိဗ္ဗာန်ဆိုတာလည်းရှိတယ်ဆိုသေချာငါဘုရားကပြပြီးတော့လမ်းညွှန်လမ်းပေါ်တင်ပေးလိုက်ပြီမလို့တဲ့နောက်ပြန်ဆုံးနေမယ်ဆိုရင်နိဗ္ဗာန်မရောက်နိုင်ဘူးကွာဒါလားအဲ့လိုတည်းဆိုရတဲ့စဉ်းစားကြည့်ပါဒါလားအဖြောင်းတောင်းလျှောက်သွားမယ်ဆိုရင်တော့လည်းရောက်နေတယ်ကွာဗါတယ်တော့အဖြောင်းတောင်းလျှောက်သွားမယ်ဆိုရင်လည်းရောက်နိုင်တယ်တဲ့နောက်ပြန်ဆုံးတဲ့ပုဂ္ဂိုလ်အတွက်မှတော့မရောက်နိုင်ဘူးကွာအဲ့ဒါတော့ခင်ဗျားတို့လည်းစဉ်းစားကြည့်ဒါလားနိဗ္ဗာန်ကိုတခါလဲမရောက်အရောက်အဖြောက်မိခင်အလုံးလုံးပြီးသွားမှာလားအိမ်ပြန်ပြီးတော့တာယသမီးစည်းဝါးရေးကိစ္စတွေဒီမဲ့နောက်ပြန်ဆုံးမှာလားဆိုတာလည်းပဲခင်ဗျားတို့ကိုမေးပါဦးဘယ်လိုနောက်ပြန်ပဲဆုံးမှာလားအဖြောက်ပဲတောက်လျှောက်သွားမှာလားဘယ်လိုဘယ်လိုမင်းရဲ့လုံးတောက်လျှောက်အဖြောက်လုံးမှာလားကိုယ်အိမ်ပဲပြန်ပြီးတာယကိစ္စသမီးကိစ္စဘယ်တော့ဇီဝရေးကိစ္စတွေလုံးအောင်မလားဆိုတော့လောက်တယ်ဆိုတာနောက်ပြန်ဆုတ်တာလောက်တာကနောက်ပြန်ဆုတ်တာဗျာနောက်ပြန်ဆုတ်တဲ့ပုဂ္ဂိုလ်ကဘုရားပဲတော့နိဗ္ဗာန်ရောက်နေမှာဟောတာမရောက်နိုင်ဘူးဟောတာမရောက်နိုင်ဘူးတဲ့ဒါရဲ့ခင်ဗျားတို့ယောဂီစဉ်းစားဖို့ကောင်းတယ်ဘယ်လိုစဉ်းစားဖို့ကောင်းလို့ဆိုတော့ခဲတော့လားတရားအထုတ်တော့မယ်ဆိုရက်ကလေးတွေဒါတွေတချို့ပိုင်းလာကြလားရက်ပိုင်းလာကြတယ်ဆိုတာဘာလို့မလို့ပိုင်းလာတာလို့လဲနောက်ပြန်ဆုံးတာခင်ဗျားတို့စဉ်းစားနားလည်လားနောက်ပြန်ဆုံးနောက်ပြန်ဆုံးမယ်ဆိုတော့ပုံသားကလျှောက်တယ်ဘုရားဟောရှင်ဘုရားတဲ့အရှင်ဘုရားညွှန်ကြားတဲ့အတိုင်းအဖြောက်မသွားပဲနဲ့ထေမိထေရနောက်ဆုတ်ပြီးသွားတဲ့ပုဂ္ဂိုလ်တွေဆိုတော့အဲ့ဒါအရှင်ဘုရားမပေါင်းသိတဲ့ပုဂ္ဂိုလ်တွေပဲတဲ့ဟုတ်လားမပေါင်းသိတဲ့ပုဂ္ဂိုလ်တွေပဲတဲ့ဟုတ်လားအရှင်ဘုရားပြောတဲ့ကနားထောင်တဲ့ပုဂ္ဂိုလ်တွေကတော့ဒိဗ္ဗံရောက်သွားအဲ့ဒီပုဂ္ဂိုလ်တွေအရှင်ဘုရားပေါင်းသိတဲ့ပုဂ္ဂိုလ်တွေပဲတဲ့ပေါင်းသိတဲ့ပုဂ္ဂိုလ်တွေပေါင်းသိရင်အရှင်ဘုရားဝမ်းသာမယ်တဲ့သူတို့မပေါင်းသိတဲ့ပုဂ္ဂိုလ်တွေပေါင်းမယ်ဆိုရင်အရှင်ဘုရားဘာအကျိုးရှိတော့မှာလဲတဲ့မပုံနာလျှောက်ပြီလားသဘောပေါက်ဘူးလားအဲ့လိုဆိုကြရခင်ဗျားတော့တရားလာအထုတ်တော့မယ်ဆိုလို့ရှိရင်ရက်တွေပိုင်းပြီးတော့ကန့်သက်လာခဲ့တာကဲခင်ဗျားတို့ပဲစဉ်းစားတော့
နောက်ဆုံးမလို့လားတခါလေအဖြောင်းသွားမလို့ရေပန်းလာခဲ့တာလား နောက်ဆုံး အော်ဒီကသွားပြီဟာလားပုံနာခဲ့ရလို့ဖြစ်တော့မဖြစ်တယ်ဟုတ်လားအဲ့ဒါခင်ဗျားတို့ဒီလိုစဉ်းစားဖို့ရတယ်ဖေဟိုပုံနာကသေချာရှောက်နေတာဘောပေါက်လားရေပန်းလာခဲ့တယ်ဆိုတာတခြားမဟုတ်တယ်အပယ်လေးပါးရှိရခွင့်ယူလာခဲ့တာဟုတ်လားပြီးတဲ့အခါကျတော့ဘယ်မဲ့တော့တပည့်တော့ပြန်အောင်မယ်ဆိုတော့ဘယ်ပြန်မှာတော့ဆိုတော့အပယ်ပြန်မှာခင်ဗျားတို့စဉ်းစားကြည့်ပါပြန်တယ်ဆိုကြရတာခင်တော့ပြန်သမီးခင်တော့ပြန်ပစ္စည်းခင်တော့ပြန်မယ်ကိုယ့်ရင်ကိုယ်ကခင်တော့ပြန်လာမို့လားခင်တဲ့သလားတဏှာမို့လားဒီကြည့်ပါခင်တဲ့သလားတဏှာအမပြန်ဖြစ်ကောမပြောဘူးတော့ဥပါဒံလာပြီဒါပြန်မှပဲဆိုကာယကံဝစီကသွားပြီအဲဒီကမ္မဘဝပစ္စယအာယောဇာတိဆိုတဲ့အပေဇာတိအပေဇရာမရဏသဘောပေါက်လားဒါဖြင့်တဲ့ခင်ဗျားတော့တရားအထုတ်တော့မယ်ဆိုရစ်ပိုင်းလာရတာလည်းပဲတခြားကြောင့်ပိုင်းလာလားအပေထံကခွင့်ယူလာတာလားတဲ့ခဏခွင့်ယူလိုက်ပြီးရင်ကျုပ်ပြန်လာခဲ့ပါလို့ဆိုဒီတော့ခင်ဗျားတော့မလွန်းသိတာလွန်းလာဘာလွန်းလာလဲတော့မလွန်းသိတဲ့အပေလေးပါသွားလွန်းနေတာကြီးတော်တော်ကွာကြတယ်လေဒါရုပ်ရှင်မဟုတ်ဆရာပဲဒီတိုင်းပဲပြင်ရှိတယ်ဒါပြတော့အပေလေးပါဆိုတော့လွန်းသိတာလားမလွန်းသိတာအဲ့ဒါခင်ဗျားတော့မဟုတ်ဘူးပြီးတဲ့အခါကျတော့အိမ်ရောက်တဲ့အခါပြောသေးတယ်ငါတရားဆက်ပြီးအားထုတ်ရင်တော့ရပါရဲ့တို့တော်လည်းပဲနင်တို့တနာတော့ငါပြန်လာတယ်လားနင်တို့တနာတော့ပြန်လာတာလားခင်ဗျားတို့စဉ်းစားကြည့်ပါဦးကိုအပေသွားခြင်းတော့ပြန်လာတာလားကိုအပေသွားခြင်းတော့ပြန်လာတာကြီးကိုအိမ်ကသားတွေသမီးနင်တို့တနာတော့ငါပြန်လာတယ်တော့နောက်ဘယ်တော့မှဒါလည်းလားအဲ့ဒါသားတွေသမီးတွေလည်းခင်ဗျားတို့မူတာဝါဒတဲ့အောင်မလိမ့်မနိုင်နဲ့လားကဲစဉ်းစားကြည့်ပါသားတွေသမီးတွေတနာတော့ပြန်လာတာလားကိုပြန်လာတဲ့ကြရအပေရောင်ကြောင်းဖြစ်တဲ့ကိလေသာကိစ္စတွေလုံးဝပြန်လာတာမဟုတ်လားဒီကလေးကစဉ်းစားကြည့်သားတွေသမီးတွေတနာတော့ပြန်လာလားကိုအပေသွားခြင်းလို့ပြန်လာတာလားဒါဖြင့်ကိုတနာတဲ့ပုဂ္ဂိုလ်လားမတနာတဲ့ပုဂ္ဂိုလ်လားဆိုတော့လည်းစဉ်းစားပါဦးနားတယ်ဗလားအဲ့ဒါဩဒီနေ့တော့ရှေ့ဘက်တော့တရားနာပြီးနေပဲအချိန်ကငါပြန်အောင်မယ်ဆိုရင်တော့ဘယ်ပြန်ရမှာအဖြောက်သွားတဲ့ပုဂ္ဂိုလ်လားနောက်ဆုတ်တဲ့လူလားတဲ့နောက်ဆုတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ဘာတဲ့ရှင်ကိုရမတဲ့ဘယ်နဲ့တော့မရောက်နိုင်ဘူးတဲ့ဟုတ်လားမရောက်နိုင်ဘူးတဲ့လားဒါဖြင့်ခင်ဗျားတဲ့ကျုပ်တော်နိဗ္ဗာန်မရောက်တာလားသိပလားဘုရားညွှန်ကြားတဲ့အဖြောက်တောက်လျှောက်မိခင်နဲ့မသွားပဲနဲ့ဘာများလဲနောက်ဆုတ်တာများဘယ်များနေနော်နောက်ဆုတ်တာများတဲ့ဒီယောဂီတွေဒီနေ့တော့လာတယ်မတော့နေကြတော့မလာရဘူးဆိုရင်ဘယ်သွားကုန်ကြတော့ဆိုတော့ဘယ်သွားတာဗျအဘယ်ဘာလို့ပို့သွားတာခန္ဓာနဲ့ကျွေးဆက်မလို့သွားတာဗျဘာလဲဆက်မလို့ခန္ဓာနဲ့ကျွေးဆက်မလို့တပည့်တော်သွားပါလေဗျာဆိုကြရခင်ဗျားတော့သက်သာရမလားဘုဒုက္ခများမလားဘုဒုက္ခများပဲဗျဘောပေါက်လားအဲ့ဒါဖြင့်ခင်ဗျားတော့ပြန်မဲ့ပြန်တော့လေအပေပြန်မဖြစ်အောင်လေပြန်အောင်မဖြစ်အပေပြန်မဖြစ်ကြတော့ဘယ်နဲ့လောက်ပါဆိုတော့မိခင်နဲ့ရှုပြီးမှပြန်မှာဘောပေါက်လားမိခင်နဲ့ရှုပြီးမှပြန်မှာဟာလားနိဗ္ဗာန်ဆိုတာဘုန်းကြီးเจ้าမှရှိတယ်ဒီအောက်ပဲမနေပါနဲ့ဟာလားမိခင်နဲ့ပြည်ရှုရင်းနဲ့ပြန်မယ်အိမ်ကြလည်းပဲကဲဒီမိခင်ပဲငါဆောင်းအောင်လုပ်မယ်ဆိုရင်အိမ်မှာလည်းမိခင်ရှုပွားပြီးလုပ်နေပဲဆိုရင်မိခင်ကဖြစ်မှုဒုက္ခထုံးတဲ့နေရာနိဗ္ဗာန်မတွေ့နိုင်ဘူးလားအဲ့ခင်ဗျားတော့နိဗ္ဗာန်ဆိုတာဖြစ်မှုဒုက္ခဆုံးတဲ့နေရာမှာအကုန်ရှိပါတယ်ဘောပေါက်လားကြောင်းမှာကြီးရှိတယ်လို့မယူပါနဲ့ဘောပေါက်လားဒါရင်အရေးကြီးတာကခင်ဗျားတော့မိခင်နဲ့ရှုပြီးသွားဖို့ပြန်ဖို့နေဖို့ပဲအရေးကြီးတယ်ဘောပေါက်လားရောက်ဖြစ်မြင်အောင်ရှုပါဖြစ်မဟုတ်အောင်ဖြစ်မှုဒုက္ခသစ္စာဆုံးမြင်အောင်ရှုပါအဲ့လိုရှုကြမယ်ဆိုရင်ဖြင့်ခင်ဗျားတို့ကျတော့နိဗ္ဗာန်မရောက်ဘဲနေမှာလားရောက်မှာဘောပေါက်လားအဲ့လိုခင်ဗျားတို့ကမလောက်ဘူးနောက်ဆုံးတစ်ခါများနေတယ်ဟုတ်လားပုံနာပြောသလိုပဲဘယ်တော့နဲ့မင်းညွန်ပြတဲ့အတိုင်းမသွားဘဲနဲ့ကွာတဲ့နောက်ဆုံးပြီးပြန်လာခဲ့မင်းပြောတဲ့ရာဇုံမျိုးရောက်ပါမလားတဲ့မင်းလမ်းပဲညွန်ကြတဲ့ပုဂ္ဂိုလ်ပဲတဲ့မရောက်နိုင်ဘူးဗျာဘာလို့လဲပြောတဲ့အတိုင်းမလုပ်လို့ဘာလဲတော့ပြောတဲ့အတိုင်းမလုပ်လို့မင်းပြောသလိုပဲကွာတဲ့ငါပဲတပည့်သားတွေလည်းငါပြနိဗ္ဗာန်ရှိကြောင်းလည်းသိချပြတာပဲနိဗ္ဗာန်လမ်းကောင်းလမ်းညွန်လည်းသိချညွန်တာပဲလမ်းပေါ်ရောက်လည်းငါပြတင်ပေးလိုက်တာပဲတဲ့ဟာလားလမ်းပေါ်ရောက်တင်ပေးလိုက်တဲ့ရှုတောင်သိချပြလာသေးတာပေါ့ဗျာဒီနေ့ခါကျတော့
ရှုကမရှုတတ်ဘူးလား ရှုတတ်ရှုတတ်ပါလေလမ်းပေါ်ရောက်ပြီးတဲ့အခါကျအဖြောင်းသွားသလားနောက်ပြန်ဆုတ်ဆုတ်နေသလားလေ ဆုပ်ဆုပ် ဟာလားအဲဒီရပြီးရင်တော့ဒါမှပရင်းကျွေရင်ပြီးရင်တော့ငါတော့လာနေဥပမထင်တော့ဘူးဆိုရင်ဘယ်တော့အဖြောင်းသွားတာနောက်ဆုတ်ထားလား နောက်ဆုပ်စား အဲ့ဒါကိုယ့်အကူပြန်စဉ်းစားကြအောင်ဒါလားနောက်ဆုံးတဲ့ပုဂ္ဂိုလ်ကမရောက်နိုင်ဘူးကွာတဲ့ဒါလားအဖြောင်းသွားတဲ့ပုဂ္ဂိုလ်မှရောက်နေတယ်ဗါတယ်တော့ ဖြောင်းသွားတဲ့ပုဂ္ဂိုလ် အပြောင်းသွားတဲ့ပုဂ္ဂိုလ်ဆိုရင်မိခင်နဲ့ဖြစ်ဖြစ်မြောင်ရှူပြီးဖြစ်ဖြစ်မအောင်ဖြစ်ဖြစ်ဒုက္ခသစ္စာဆုံးမြောင်လုံးလိုက်မယ်ဆိုတဲ့ပုဂ္ဂိုလ်ကြတော့ရောက်နေတယ်ကွာရှင်းမလားဒါရင်ခင်ဗျားတို့ကျုပ်တော့နောက်ဆုံးကြမှာလားအပြောင်းပဲသွားရမှာလားဆိုတာလေကိုယ့်ကိုယ်ကဲခတ်ပါဘာမှမလားဒါလို့တရားထုတ်တာလည်းကြာပြီအဲ့ဒါအဲ့ဘာအလုပ်ကိစ္စတွေလည်းအကုန်တန်းစီနေပြီနောက်ရကြတော့တို့ကတော့မလာနိုင်သေးဘူးဒါတွေကိုပြန်ပြီးတော့ဟုတ်လားလောက်အောင်မယ်ဆိုတော့ဘာတော့အပေကျွေးဆက်အောင်မယ်တဲ့အဓိပ္ပာယ်ပြောတာတဲ့ဘာကျွေးဆက်အောင် ပဲလေး အပေကျွေးဆက်အောင်မယ်ဒါရင်အပေကျွေးကိုလည်းခင်ဗျားတော့ဉာဏ်နဲ့ဆက်မှာလားခန္ဓာနဲ့ဆက်မှာလား နဲ့ဆက် ခင်ဗျားတော့လုံးနေကြကလုံးနေကြကခန္ဓာနဲ့ဆက်နေတာပါအပေဉာဏ်နဲ့မဆက်ပါဘူးခင်ဗျားတော့နားရလားတော်တော်ခက်နေတယ်ခင်ဗျားတော့အဲကြောင့်တော့ဒီနေ့တရားမှာဖြစ်အရေးကြီးတာကဘုရားရှင်ကိုရောမြတ်ကြီးကိုခုနမောက္ကလကကနကမောက္ကလကလျှောက်ဘာလျှောက်တော့ဆိုရှင်မယားတဲ့ဒီပုပ္ပါယုံကြောင်းဆောက်တာတော့အစဉ်တိုင်းလောက်ရတဲ့အလုပ်စဉ်ရှိတယ်ဗျာခဏတွတ်တဲ့နေရာကလည်းတက်ကနေပြီးတော့နှစ်3 4ဆိုပြီးအစဉ်တိုင်းတွေးရတဲ့ထုံးစံရှိပါတယ်တဲ့ရှင်မယားရဲ့သာသနာတော်မှာအစဉ်တိုင်းကျင့်ရတဲ့ကျင့်စဉ်များရှိပါသလားလို့ပြီးတော့ဘုရားရှိတယ်ဖြစ်တာမှန်ပါ့လားကဲဒီမှာဘုရားမိန့်တော်မူတာက5 ခုပေါ့ဗျာနံပါတ်1သီလပြည့်စုံအားထုတ်ပါနံပါတ်2အိန္ဒြေလုံးကျော်အောင်လုပ်ပါနံပါတ်3ကအစာစားတဲ့အခါတဏှာမလာအောင်စားပါမှန်ပါ့လားနံပါတ်4အိတ်တဲ့အခါအိတ်ကိုအင်းကြီးသိရတယ်နဲ့ခင်ဗျားတော့မအိတ်တယ်လို့ဟုတ်လားအိတ်တဲ့အခါမှာတဲ့ကျင့်3ရက်မှာတရံကိုအိတ်ပြီးကျန်တဲ့2ချိန်ကိုတရားအထုတ်ပါလို့ပြောတာမှန်ပါ့လားပြီးတော့ဒီဘက်ကနံပါတ်5နံပါတ်5ကတော့ဝါနေလည်းပဲတရားအထုတ်ပါဇာနေရင်လည်းပဲတရားအထုတ်ပါတဲ့အဲ့ဟာနိုးတော့လည်းတရားအထုတ်ပါတဲ့နောက်ဆုံးကျင်ကြီးကျင်ငယ်စွန့်တဲ့အချိန်တော့မှလက်မလွတ်အောင်တရားအထုတ်ပါလို့ပြောတာမှန်ပါ့လားဒါပြင်အဝအင်းကြီးလည်းပဲလက်ကျင်တဲ့စိတ်ပေါ်တိုင်းရှုမှန်ပါ့လားလဲပြီးတဲ့အခါကျတော့ခင်ဗျားတို့ဟောဒီသွားတော့မှသွားကျင်တဲ့စိတ်ပေါ်တိုင်းရှုဒါရှုပါလို့ပြောတာဟုတ်လားအဲ့လိုရှုကြမယ်ဆိုလို့ရှိရင်တဲ့နိဗ္ဗာန်ရောက်ကြမှာပါပဲလို့ပြောတာဘာလို့လဲရောက်တော့ငါပြညွန်ကြားတဲ့အတိုင်းပဲအဖြောက်သွားလို့ရောက်တာဟုတ်ပါဘူးလားငါပြညွန်ကြားတဲ့အတိုင်းအဖြောက်မသွားပဲနောက်ဆုံးနေတဲ့ပုဂ္ဂိုလ်ကတော့မရောက်နိုင်ဘူးကွာဟုတ်ပါဘူးလားဒါဖြင့်ခုရှိဖို့ရှုနည်းလဲခင်ဗျားတော့သိပြီးပြီဘာပဲပေါ်ဒုက္ခသစ္စာပေါ်တာပဲဘာပဲပေါ် ဒုက္ခသစ္စာပေါ်တာ ချုပ်တော့လဲတခြားချုပ်တာလားဒုက္ခချုပ်သွားတာလားဒါဖြင့်ဘယ်စိတ်ကလေးပေါ်ဟောဒုက္ခပေါ်ပြီစောင့်ကြည့်လို့တော့မရှိပြန်ဒုက္ခချုပ်သွားပြီဒုက္ခပေါ်ရင်ဒုက္ခချုပ်တော့ဒုက္ခပေါ်ရင်ဒုက္ခချုပ်ဒီတိုင်းကခင်ဗျားလည်းဉာဏ်ကလိုက်နေဟာလားပေါ်တာကလည်းဒုက္ခပေါ်တယ်ချုပ်သွားတယ်ဒုက္ခချုပ်တာကိုဟာလားအရှိနဲ့အသိကြိုက်ရင်ဟောဒီအသိသည်မဉ္ဇဉ်ပဲအသိသည်မဉ္ဇဉ်ပဲမဉ္ဇဉ်သည်နောက်ဆုံးတော့ဒုက္ခဆုံးရပြတဲ့နိဗ္ဗာန်ပို့ပါလိမ့်မယ်ဟုတ်ပါဘူးလားဒါကြောင့်လို့ဒီမဉ္ဇဉ်သည်ကိလေသာလည်းတတ်တယ်ဟာလားပြီးတော့ကိလေသာတတ်ပြီးတော့ဒီကဓာတိကရမဏဒုက္ခမရှိတဲ့ဒုက္ခချုပ်တဲ့နေရာနိရောဓသစ္စာပြီးတဲ့နိဗ္ဗာန်လည်းပို့ပါတယ်ဆိုတဲ့အတိုင်းမေခင်တရားဘုံဝန်းထဲမှာဖြစ်ဖြစ်မြောင်ဖြစ်ဖြစ်မောအောင်ဖြစ်ဖြစ်ဆုံးရအောင်ခံရတဲ့ကျုပ်တော်ကြိုးစားပြီးအဖြောက်သွားကြမယ်ဆိုရင်ဒုက္ခချုပ်ငြိမ်းရုပ်သိမ်းတဲ့နိဗ္ဗာန်မရောက်နိုင်ဘူးလားရောက်နိုင်တယ်ဆိုတော့ယုံကြည်စိတ်ချသွားဖြင့်ဘုရားမိန့်တော်မူတဲ့အတိုင်းတို့တော့အဖြောက်သွားမဟေးနောက်မဆုတ်တော့ဘူးဆိုပြီးတော့နားလားဖြည်းဖြည်းမြောင်ရှုပါဖြည်းဖြည်းမောအောင်ဖြည်းဖို့ဒုက္ခသစ္စာဆုံးမြအောင်ရှုကြပါလို့တိုက်တွန်းဒီနေ့ကသာဓုကိုတရားရောက်လို့